အားလုံးပဲမင်္ဂလာပါဒီချာရောစေကိုကြီး SKN ဂျပန်စာသင်တန်းကျောင်းရဲ့ဒီချာစာနီလင်းဖြစ်ပါတယ်ဒီချာရောဒီဗီဒီယိုလေးမှာကတော့2024ခုနှစ်လပိုင်းရဲ့ N3 listening လေးကိုအတူတူလေ့ကျင့်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီချာနဲ့တူနားထောင်ကြည့်ရအောင်နော်အဲ့တော့ listening မှာကတော့မွန်တိုင်းက total စုစုပေါင်း5ခုပါမယ်ပေါ့နော်မွန်တိုင်းအချီမွန်တိုင်းနီမွန်တိုင်းဆန်မွန်တိုင်းယုံမွန်တိုင်းကော့ဆိုပြီးတော့5ခုပါမယ်အဲ့တော့မွန်တိုင်းအချီလေးကိုရင်သွားမယ်မွန်တိုင်းအချီဒီ total 6ပုတ်ပါမယ်ဒါကဒီချေမေးခွန်းဟောင်းနိုင်အမြဲတမ်းပြောနေကြပါဘောเนาะ6ပုတ်ပါမယ်တပုတ်ကိုဘယ်နှမှတ်ရမှာလဲဆိုရင်3မှတ်ရမှာဖြစ်ပါတယ်အဲ့တော့ total 18မှတ်ဖို့ပေါ့မွန်နိုင်အချီရဲ့ flow ကိုနောက်တစ်ခါပြန်ပြောပါမယ်မွန်နိုင်အချီဒီချေတို့အခြေအနေလေးလာမယ်ပြောရှိဆိုတဲ့ sensi တို့ကစေက話していますအဲ့တော့စာသင်ခန်းထဲမှာဆရာနဲ့ကျောင်းသားနဲ့စကားပြောနေတယ်သာသဖြင့်ပေါ့နော်အခြေအနေလာမယ်လားအခြေအနေလာပြီးတော့ねရှစ်စမောမေကွန်လာပါမယ်မေကွန်လာပြီးတော့ရင်အပြန်လှန်စကားပြောလေးလာမယ်အပြန်လှန်စကားပြောပြီးတော့တာねရှစ်စမောမေကွန်နောက်တစ်ခါပြန်ပြီးတော့မေးပြီးမယ်ဒီလိုပုံစံ flow လေးနဲ့လာမယ်ညမယ်နော်ကြာဆိုလို့ရှိရင်ဒီကဒီဥပမာတွေပါတယ်မလေးကျင်တော့မယ်ねတခါတည်းပုတ်စာတန်းသွားရအောင်စာနာထောင်ပါပြီ1番台所で男の留学生とホストファミリーのお母さんが話しています。တော့台所でမိဖို့ကြောင့်မှာ男の留学生မျိုးသားပညာတော်တဲ့ကျောင်းသားနဲ့ hostel family のお母さんအဲ့တော့ဒီအင်ရှင်အမေကစကားပြောနေကြပါတယ်男の留学生はこの後まず何をしますか？男の留学生はこの後まず何をしますかအဲ့တော့ပညာတော်တဲ့ကျောင်းသားကဒါပြီးတဲ့နောက်အရင်ဆုံးဘာလုပ်မှလဲမိကွန်းတတိထားပါမယ်ပညာတော်တဲ့ကျောင်းသားလောက်ရမယ့်အရာဒါပြီးတဲ့နောက်အရင်ဆုံးဘာလုပ်မှလဲဆိုရဲအဖြေကိုတွားပြီးတော့ကြည့်ရပါမယ်နော်お昼ご飯の準備、何かお手伝いできることありますか？お昼ご飯の準備何がお手伝いできることがありますかတဲ့နေ့လေစာပြင်းနေတာတခုခုကူညီပေးနိုင်တာများရှိမလားပေါ့နော်ကျွန်တော်တခုခုကူညီပေးရမလားမေးလိုက်တယ်ありがとう。お昼、ピザでいい？ကျေးဇူးပါお昼နေ့လေစာတော့ピザでいいピザနဲ့ရမလားပေါ့ピザစားမလားပေါ့チーズとピザのソースがあるから。チーズとピザのソースがあるからチーズကိုピザလုပ်တဲ့ sauce ကိုရှိတယ်ပေါ့いいですね。いいですねကောင်းတယ်နော်薄く伸ばして丸い形にするのやってみたいです。薄く伸ばして薄いやပါတာ薄く伸ばしてパパလေးနဲ့ဖြန့်ပြီးတော့ပေါ့နော်丸い形にするのအဝိုင်းပုံစံလေးလောက်တာကိုやってみたいですလုပ်ကြည့်ချင်ပါတယ်အဲ့တော့လောလောဆယ်ကောင်လေးကဘာလုပ်ချင်တယ်လို့ပြောနေလဲနံပါတ်1လုပ်ချင်တယ်လို့ပြောနေတယ်နော်ဒီလိုမျိုးလှိမ့်ပြီးတော့အပြားလေးအဝိုင်းလေးပြောင်းလုပ်တာလုပ်ချင်တယ်それは冷凍のもうできてるのがあるから。それは冷凍のもうできているのがあるからအဲ့ဒါကရေခဲရိုက်ထားပြီးသားဟာရှိနေတယ်冷凍ရဲ့အဓိပ္ပာယ်ကရေခဲရိုက်တာပြောတာဆိုတော့ ready made ရေခဲရိုက်ထားတဲ့ဟာကိုပြောတာနေလိမ့်မယ်နော်ဒါမှမဟုတ်ဘယ်နဲ့တော့သူလုပ်ပြီးတော့ရေခဲရိုက်ထားလည်းဖြစ်နိုင်တယ်ပေါ့နော်冷凍ကရေခဲရိုက်ထားတာကိုပြောတာပါこれခေါ်ရဲဆိုတော့ဒါပါဆိုပြီးတော့ပေးလိုက်ပြီအဲ့တော့နံပါတ်1လုပ်ဆရာလူသေးလက်ကောင်းလေမလို့တော့ဘူးနံပါတ်1ကရေခဲရိုက်ထားတာရှိပြီးသား上に何か乗せて焼くだけなんだ。上に何か乗せて焼くだけなんだ。အပေါ်မှာတခုခု no se mas ရဲ့အဓိပ္ပာယ်ကတင်တာကိုပြောတာပါအပေါ်မှာခုနပြောသလို sauce တို့ cheese တို့တင်ပြီးတော့ no se mas ကတင်ပြီးတော့焼くだけဆိုတော့ကင်ယုံပဲရှိတော့တယ်ピザソース先に塗ってくれる？အဲ့တော့ pizza sauce ကို先に塗ってくれるအရင်ဦးဆုံး 塗りますရဲ့အဓိပ္ပာယ်ကတုပ်လိမ့်တာကိုပြောတာပါ塗ってくれるတုပ်လိမ့်ပေးမလား pizza sauce အရင်ဆုံးတုပ်လိုက်မလားပေါ့နော်はい。何のピザにするんですか？はい何のピザにするんですかဘာပီဇာလုပ်မှာလဲဆိုတော့လောလောဆယ်အခုလောလောဆယ်ဒါလုပ်ပေးမယ်လို့ပြောထားပြီးပြီเนาะဘာပီဇာလုပ်မှာလဲတဲ့ソーセージとピーマンにしよう。sausage တို့ပြီးမှန်နေရှိရောကျုပ်ကျုပ်ချောင်းနဲ့ sausage နဲ့ပြီးတော့လို့ရှိရင်ကပြီးမှန်ကကျတော့ तू ကဘာပြောဆိုငရုတ်ပွားပြောတာပါပြီးမှန်နေရှိရောအဲ့တော့ငရုတ်ပွားနဲ့လုပ်မယ်私切るね。私切るねငါလှီးလိုက်မယ်ဆိုတော့ကောင်းလေးလှီးကြမလို့လောလောဆယ်ဒါပဲတုတ်ခိုင်းထားတယ်切ったの乗せていってくれる？切ったのလှီးထားတဲ့ဟာကို乗せてくれるတဲ့အဲ့တော့တင်ပေးမလားဆိုတော့ဒါခီလှီးပြီးတော့မှတင်ရမှာเนาะဒီပေါ်
はい。 နားလည်ပါပြီကြာဆိုကောင်းလေးအရင်ဆုံးလုံးပါဒီဘာလုပ်မလဲပီဇာ sauce ကိုအရင်ဦးဆုံးတုပ်ရပါမယ်တုပ်ပြီးတော့မှအမျိုးသမီးတီးထားတဲ့ဟာကိုဒီမှာတင်မယ်ပေါ့အဲ့တော့ဖြစ်မှန်သည်မိပါ 男の留学生は、この後、まず何をしますか？ နော်ကျောင်းသားဘာလုပ်မှလဲဆိုတော့ပီဇာ sauce ကိုနိုလီမတ်ပေါ့ဖြစ်မှန်နိဗ္ဗာန် 2番。会社で、女の人と課長が話しています。会社で女の人と課長が話しています。ကုမ္ပဏီမှာအမျိုးသမီးနဲ့課長နဲ့စကားပြောနေကြပါတယ်။လောလောဆယ်အခြေအနေလာသွားပြီကုမ္ပဏီမှာပြောနေမယ့်စကားတွေ 女の人は、資料をどのように直しますか？ 女の人は資料をどのように直しますか？အမျိုးသမီးဒီ資料အချက်လက်တွေကိုどのようにဘယ်လိုပုံစံမျိုး直しますかပြင်ပါလေ 課長、今度の営業部の会議で配る資料、 課長ရေ今度のဒီတက営業部会議ပေါ့နော်ဒီ営業ဌာနရဲ့အစည်းအဝေးမှာခုပါလို့ဆိုတော့ဝေပေးမယ်資料အချက်လက်တွေ 見ていただけましたか？ 見ていただけましたかကြည့်ပေးပြီလား ああ、見ましたよ。見ましたよကြည့်ပြီးပြီ グラフをたくさん入れたのはわかりやすくていいんですけど、 グラフをたくさん入れたのは分かりやすくていいんですけどအဲ့တော့ graph တွေကိုအများကြီးထည့်ထားရဲဆိုတာကနားလည်ရလွယ်ပြီးတော့ကောင်းတယ်ဆိုပေမဲ့လေ それぞれ説明する文が長すぎますね。それぞれအဓိပ္ပာယ်ကအတီးတီ説明する本ရှင်းပြပေးတဲ့စာတွေက長すぎるရှည်လွန်အားကြီးနေတယ် 詳しく書きたい気持ちはわかるんですけど、 詳しく書きたい気持ちが分かるんですけど詳しくအသေးစိတ်書きたいရေးခြင်းနဲ့気持ちခံစားချက်ကိုတော့分かるんですけどနားလည်တယ်ဆိုပေမဲ့လေ そうですか。 ဟုတ်လား 伝わりやすくなるように、 စတာဝရီယာစကနာလိုယောနီနားလေရလွယ်စင်ရတော့စတာဝရီရဲ့အဓိပ္ပာယ်ကစတာဝရုကဘယ်လိုပြောနားလေတာပေါ့နော်ဒီမှာဆိုရင်တော့နားလေရလွယ်ဖို့ရန်အတွက် 工夫してみたんですが、 ကုဖူစတေမီတန်ဒက်စကကုဖူရဲ့အဓိပ္ပာယ်ကတီထွင်လိုက်တယ်ဆိုပေမဲ့လေအဲ့တော့ဗာလဲဆက်စုမဲကြီးကရှည်လွန်းနေရလို့ပြောတယ်နော် うん。グラフについては会議で詳しく説明するでしょうし、 graph については graph နဲ့ပတ်သက်ပြီးတော့会議でအစည်းအဝေးမှာ詳しく説明するでしょうしအသေးစိတ်ရှင်းပြမယ်လည်းဖြစ်တယ် 説明文は取ってタイトルだけにしたらどうですか？説明本は取って説明本ဆိုတော့ရှင်းလင်းချက်စာတွေကို取ってဆိုဖယ်လိုက်တာလို့ဆိုနေပြရပါဒီမှာယူလိုက်တယ်တော့မဟုတ်ဘူးเนาะ graph だけにするのはどうですか graph sorry title だけにするのはどうですか title ကြီးပဲထားထားရင်ဘယ်လိုလဲခေါင်းစဉ်ပဲထားလိုက်ပါလား説明本တွေဘာလို့ခိုင်းတာလဲဖြုတ်လိုက်ပါလားလို့ပြောတာเนาะအဲ့တော့ number 1လို့ခိုင်းနေပါတယ် graph နဲ့ပတ်သက်ပြီးတော့ဘာမှ graph တွေထည့်ထားတာနားလေရလွယ်လို့ပြောထားဖြစ်တဲ့အတွက် graph ကိုတိုးစရာလည်းမလို short စရာလည်းမလိုသေးဘူးเนาะနောက်တစ်ခုကဆက်စုံမဲပုံထပ်ပြီးတော့လေအသေးစိတ်မလုပ်ခိုင်းတာပါအခုတော့ရှေ့လို့စုနေတာเนาะ あ、はい、 နားလည်ပြီ わかりました。 နားလည်ပါပြီအဲ့တော့ဘာလုပ်ခိုင်းတာလဲဆက်စုံမဲပုံခေစုဖြတ်ခိုင်းနေတာပါတိုင်တယ်ပဲထားလိုက်ပါလို့ပြောလိုက်တာဒီနေရာမှာတွတ်တယ်လို့ပြောတာဒီယူလိုက်ပါလို့ပြောတာမဟုတ်ပါဘူးဖယ်လိုက်ပါလို့ပြောတာเนาะဒီမှန်ဒီအချီပါ 女の人は、資料をどのように直しますか？ ဒါအမှတော့ဆက်သွားမယ် 3番。日本語のクラスで、男の留学生と女の先生が話しています。 အဲ့တော့ဂျပန်စာအတန်းမှာဆိုရင်ဆရာနဲ့ပညာတော်သင်ကျောင်းသူနဲ့စကားပြောနေကြပါတယ် 男の留学生は、 Oh sorry ပညာတော်သင်ကျောင်းသားเนาะ男の留学生ပညာတော်သင်ကျောင်းသား 何をしなければなりませんか？ ဘာလို့ရမှာလဲကျောင်းသားဘာလို့ရမှာလဲ 先生、最後の授業での発表のことですが、 最後の授業の発表のことですがအဲ့တော့နောက်ဆုံးအတန်းရဲ့စာတန်းဖတ်ဖို့ရှိတာလေ presentation လုပ်စရာရှိတာလေရ 1週間早く帰国しなくちゃいけなくなったんです。 一週間早くတပတ်စောပြီးတော့帰国လုပ်ဖို့ဖြစ်လာခဲ့ပါတယ်帰国မလုပ်လို့မရအောင်ဖြစ်သွားတယ်帰国အဓိပ္ပာယ်ကတိုင်းပြည်ပြန်တော့ပြောတာပါ
အဲ့တော့သူ presentation လုပ်ဖို့တပတ်စောပြီးတော့တိုင်းပြည်ပြန်ဖို့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲပေါ့そうですか。 လား それで、最後の発表の日に来られないんですが、ဆိုရဲတဲ့အဲ့ဒါကြောင့်မလို့ sign ကုန်の日の発表に来られないんですがနောက်ဆုံး presentation လုပ်ရမယ့်နေ့မှာမလာနိုင်ပါဘူး どうしたらいいでしょうか。どうしたらいいでしょうかဘယ်လိုလုပ်ရင်ကောင်းမလဲ 帰国する前に私の部屋で発表をしてもらえたらいいけど、အဲ့တော့帰国する前に私の部屋で発表してもらえたらいいんですけどအဲ့တော့တိုင်းပြည်မပြန်ခင်မှာငါ့ရဲ့အခန်းမှာလာပြီးတော့ presentation လုပ်ခိုင်းလဲရတယ်ဆိုပေမဲ့လေ その時間は取れそうにないんですよ。その時間は取れそうにないんですよအဲ့ဒီတော့ငါမှအချိန်မရှိဘူးဖြစ်နေတယ်အချိန်ယူလို့မရအောင်時間が取れそうにないဆိုရင်အချိန်ယူလို့မရနိုင်ဘူးနော်発表の代わりにレポートはダメでしょうか。発表の代わりにレポートはダメでしょうかအဲ့တော့発表ရဲ့代わりにအဓိပ္ပာယ်ကအစားပေါ့နော်ဒီနေရာမှာအစား report တော့ダメでしょうか report ကိုပေးလို့မရဘူးလားအဲ့တော့စမ်းစစ်အခန်းမှာလည်းသွားပြီး発表လုပ်လို့မရအောင်ဂျူကျော်မှာလည်းလုပ်လို့မရအောင်ဖြစ်နေအခုလောလောဆယ် report ကိုရေးပြီးတော့တင်လို့ရမလားတဲ့発表အစား レポートは発表の代わりにはなりませんから。အဲ့တော့ report က発表ရဲ့代わりにはなりませんဒီ presentation ရဲ့ကိုစားတော့မဖြစ်လာနိုင်ပါဘူးအစားလုပ်လို့မရဘူးတဲ့では帰国する前にဒါဆိုရင်တိုင်းပြည်မပြန်ခင်မှာ発表をビデオに撮って出してください。発表ビデオに撮って出してくださいအဲ့တော့ presentation ကိုတော့ video ရိုက်ပြီးတော့ပို့ပေးပါそれならできそうですか？それならできそうですかအဲ့ဒါဆိုရင်လုံးနိုင်လား点数の付け方は少し変わりますが。点数の付け方は少し変わりますか点数ရဲ့အဓိပ္ပာယ်ကအမှတ်ကိုပြောတာပါ付け方ရဲ့အဓိပ္ပာယ်ကဒီနေရာမှာအမှတ်ပေးပုံပေးနည်းလို့သုံးတာပေါ့နော်အဲ့တော့点数ရဲ့付け方အမှတ်ပေးပုံပေးနည်းကတော့少し変わるနည်းနည်းတော့မတူဘူးတော့ဖြစ်သွားလိမ့်မယ်はい、わかりました。နားလည်ပါပြီありがとうございます。ကျေးဇူးတင်ပါတယ်အဲ့တော့ကောင်လေးဒီဘာလုပ်မလဲ発表ကိုဗီဒီယိုရိုက်ပြီးတော့ဆရာမစီပို့ပေးရမယ်အဖြစ်မှန်ဒီရောမှာ男の留学生は何をしなければなりませんか？4番、会社で女の人と男の人が話しています。အဲ့တော့ကုမ္ပဏီမှာအမျိုးသားနဲ့အမျိုးသမီးနဲ့စကားပြောနေကြပါတယ်男の人はこの後まず何をしなければなりませんか？男の人はこの後まず何をしなければなりませんかအမျိုးသားဒီဒါပြီးတဲ့နောက်အယုံဆုံးဘာမလုပ်လို့မရဘူးလေ林さん、おはようございます。林さんမင်္ဂလာနေ့ခင်ပါ今日の午前中、急ぎの仕事入ってますか？今日の午前中ဒီနေ့မနေ့တော့တဲ့မှာဆိုရင်急ぎの仕事အရေးကြီးအားကျန်လို့ပေါ့နော်入っていますかဝင်နေလားရေးကြီးလို့ရှိလားလို့မေးလိုက်တယ်おはようございます。昨日の出張の報告を今日中に出すことになっていますが。အဲ့တော့昨日の出張の報告ဆိုတော့မနေ့ကတော့ဒီ出張အလုပ်ကိစ္စနဲ့တွားထားတဲ့ဟာကို今日中に出すことになっているんですがဒီနေ့တော့တင်ပို့ပေးရမှာတင်ပေးရမှာပါအဲ့တော့နံပါတ်1လောလောဆယ်ပြောနေတယ်ဒါပေမဲ့နံပါတ်1လုံးမလားမလုံးလားတော့မသိသေးဘူးပေါ့နော်じゃあ先にちょっと手伝ってもらえませんか？じゃあ先にちょっと手伝ってもらえませんかဒါဆိုရင်အရင်ဦးဆုံးကူညီပေးလို့ရမလားဆိုတော့ဒါမလုံးနဲ့အောင်သူ့ကိုကူညီပေးအောင်လို့ပြောတယ်11時から会議があるでしょ11時から会議があるでしょ17နာရီစပြီးတော့အစည်းအဝေးရှိရမလား今日準備してくれる予定だった西田さんがဒီနေ့ပြင်ပေးဖို့ဒီနေ့ကူပေးဖို့ပေါ့နော်စီစဉ်ထားတဲ့西田さんが休みでခွင့်ယူသွားလို့わかりました。နားလည်ပါပြီ何をすればいいですか？何をすればいいですかဘာလုပ်ပေးရမလဲဘာကူညီပေးရမလဲပေါ့資料の印刷は終わってますか？資料の印刷は終わってますかစာရွက်ဒီ印刷ဆိုတော့ print ထုတ်တာရော終わっていますかပြီးသွားပြီလားええ。でも、どこにあるのか見つからなくて。でもどこにあるのか見つからなくてဒါပေမဲ့လည်းဘယ်မှာရှိလဲဆိုတော့ရှာမတွေ့ဘူးဖြစ်နေတယ်一度、西田さんに連絡してみます。
一度西田さんに連絡してみますတစ်ချိန်လောက်တော့西田さんကိုဆက်သွယ်ကြည့်လိုက်ပါမယ်ဒါတဲ့အမျိုးသမီးလုံးမှာပါ連絡ကအမျိုးသားလို့ဆရာမလို့ဘူးเนาะ林さんは会議室の椅子が足りないので、林さんကတော့会議室ရဲ့椅子ထိုင်ကုန်တွေကတာလီနိုင်လို့တဲ့မလုံလောက်တာဖြစ်တဲ့အတွက်他の部屋から運んでおいてくれますか？他の部屋からအခြားခန်းနေပြီးတော့運んでတဲလာပြီမလား運んでおいてくれますかတဲထားပြီမလားဆိုတော့လောဆယ်လုခိုင်းနေတာဒီနံပါတ်4ပါ15ぐらいお願いします。15ぐらいお願いします15ခုလောက်15ခုလောက်ပေါ့နော်資料が見つかったら私も行きます。စာရွက်စာတမ်းにငါရှာလို့တွေ့ပြီဆိုရင်တော့ငါလည်းပဲလိုက်わかりました。တော့ပါမယ်ပေါ့နားလည်ပါပြီအဲ့တော့စာရွက်စာတမ်းにရှာမှလည်းသူလို့ဆရာမလို့ပါဘူးစာရွက်ကသူပဲရှာမှာ西田さんကိုလန်လာခုလို့မှလည်းအမျိုးသမီးပဲလို့မှာအဲ့တော့အမျိုးသားတွေတော့မှထိုင်ကုန်ရွှေ့တာပဲလို့ဆရာလို့မယ်男の人はこの後まず何をしなければなりませんか？5番、大学のあるクラブの部屋で男の学生と女の学生が話しています。အဲ့တော့တက္ကသိုလ်ရဲ့အာရု club ဆိုတော့ဒီ club တစ်ခုပေါ့နော် club တစ်ခုအသင်းဖွဲ့တစ်ခုရဲ့အခန်းထဲမှာဆိုရင်ကျောင်းသားနဲ့ကျောင်းသူနဲ့စကားပြောနေကြတယ်女の学生は何を買いますか？ကျောင်းသူကဘာဝယ်မှာလဲနော် 明日、みんなでこの部屋の掃除をするよね。မနေ့ဖြန်အားလုံးဒီခန်းကတန်ရှင်းလုပ်ကြမှာနော်窓を拭くための洗剤と、အဲ့တော့မတို့ဖကုတမဲနိုစန်ဆိုင်အဲ့တော့ဗရင်းမကိုတိုက်ဖို့အတွက်စန်ဆိုင်ဆက်ပြရဲ့雑巾を5枚くらい明日までに買ってきてもらえる？ဇိုခင်းဆိုတော့ကြတော့ဒီအဝတ်စုပ်ပေါ့နော်အဝတ်စုပ်ရဲ့ကိုမနေ့ဖြန်လောက်ဒီ9ခုလောက်9ထည်လောက်ဝယ်လာခဲ့ပြီတဲ့お金はクラブのお金を使って。ပတ်စံကတော့အသင်းဖွဲ့ရဲ့ပတ်စံကိုသုံးလိုက်ပါအဲ့တော့လောလောဆယ်ဘာလုပ်ခိုင်းနေရလဲဒီဗာလေဆက်ပြရဲ့ဇိုခင်းဝယ်ခိုင်းနေတယ်နော်はい。雑巾は私の家に古いタオルが何枚もありますけど、ဇိုခင်းအဝတ်စုပ်ကတော့ငါတို့အိမ်မှာဒီအဟောင်းပေါ့နော်တပတ်အဟောင်းနေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့それ使いますか？အဲ့ဒါသုံးမလားတဲ့じゃあ、それでいいね。じゃあそれでいいねအဲ့ဒါဆိုရပါတယ်အဲ့တော့ကောင်မလေးဝယ်စရာစမ်းဆိုင်မရှိဦးမယ်ဇိုခင်းဝယ်စရာမလိုတော့ဘူး明日持ってきてくれる？မနေ့ပြန်ယူလာပေးမလားあ、ゴミ袋が足りなくなりそうだから。ゴミ袋が足りなくなりそうだからအမှိုက်အိတ်လိုပြန်ပြီနော်အမှိုက်အိတ်မရှိတော့ဇိုခင်းပါတဲ့ဟာလေးတစ်ချက်လိုလို့စဖြတ်ထားတယ်それも買ってきてもらえる？それも買ってきてもらえるအဲ့ဒါကိုဝယ်လာပေးမလားわかりました。လိုက်ပါပြီဆိုတော့လောလောဆယ်စမ်းဆိုင်ရဲ့ゴミ袋ရဲ့あれ？部屋の電気、チカチカしてきたね。あれ部屋の電気チカチカしてきたねအဲ့တော့အခန်းရဲ့မီးကမှိတ်တော့ဖြစ်နေရနော်チカチカရဲ့ဒီဘက်ကမှိတ်တော့ကိုပြောတာပါ蛍光灯も買ってきましょうか？蛍光灯も買ってきましょうか蛍光灯ရဲ့ဒီဘက်ကတမ်မီးလို့ပြောမှာပေါ့နော်တမ်မီးကိုဒီဝယ်လာခဲ့ပေးရမလားいや、それは僕が大学に連絡して取りအဲ့တော့ဒါအဲ့ဒါကတော့ငါတက္ကသိုလ်ဆက်သွယ်ပြီးတော့替えてもらうよ。တူဒီခိုင်တမိုရာရောလဲခိုင်းလိုက်မယ်ပေါ့မီးဝယ်လာပေးရမလားဆိုမီးကတော့ဝယ်စရာမလိုဘူးအဲ့တော့အပြည့်မှန်ဒီစန်ဆိုင်နဲ့ကော်မီပူကူတို့ဝယ်လာပေးရပါပြီမီးကြောင်ပေါ့နော်ခေကူတို့ဟိုက်ကြာဆိုလို့ရှိရင်နံပါတ်6ကိုဆက်သွားမယ်女の学生は何を買いますか？6番、会社の新入社員セミナーでကုမ္ပဏီရဲ့ရှင်းနှရှာရင်ဆီမီနာဆိုတော့ဒီဝန်ထမ်းတွေဆီမီနာမှာ課長が話しています。課長ကစကားပြောနေတယ်新入社員は今日何をしますか？ရှင်းနှရှာရင်ကဒီနေ့ဘာလုပ်မှာလဲ皆
さんには、この会社で働くために、 အားလုံးကိုတော့ဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့အတွက် 先週からいろいろなことを学んでもらっています。 ပြီးခဲ့တဲ့ဘက်ကစပြီးတော့အမျိုးမျိုးတွေလေ့လာခိုင်းတာပါတယ်သင်ယူခိုင်းတာပါတယ် 工場見学では、うちの会社の電気製品が အဲ့တော့ခိုးကြောခင်းကကိုစက်ယုံလေ့လာတဲ့အခါမှာဦးချီနိုခိုင်ရှာရဲ့တန်ကီစေရင်ငါတို့ကုမ္ပဏီရဲ့လျှက်စစ်ပစ္စည်းတွေ 実際どのように作られているか、 ဂျစ်ဆိုင်လက်တွေ့မှာသုံးလို့ယောနီဘယ်လိုပုံစံမျိုးစကရာတဲ့တေဤတွေကပြုလုပ်ထားလဲဆိုတာ よくわかったと思います。 ယခုဝကတ်တာတိုမူမတ်တေတေချာတီသွားကြလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါအလုပ်ထားပြီးသားကြီးအခုကစားလို့မှမဟုတ်ဘူးเนาะ 今日はビジネスマナーの先生をお呼びして、 ဒီနေ့ကတော့ business manner の先生を呼びして business manner သင်ပေးမယ်ဆရာကိုခေါ်ထားပြီးတော့ 仕事に必要な敬語や အလုပ်အတွက်လိုအပ်တဲ့ K ကိုဆိုတော့ယဉ်ကျေးတဲ့သုံးနှုန်းတွေ 失礼にならない言葉の使い方を練習します。 ရှစ်စရိနီနာရနိုင်ဆိုတော့မရိုင်းသွားစေတဲ့ကိုတို့ရဲ့ဟာတွေပတ်သက်ပြီးတော့လေ့လာပါမယ်မရိုင်းတဲ့အသုံးနှုန်းတွေပေါ့နော်စကားပြောပုံပြောနေတယ် 明日は新商品の発表会を見学してもらいますが、 မနေ့ပြန်ကတော့ရှင်းရှင်းဟင်ဆိုတော့ကွန်ပျူတာတေဟပြောကိုင်ဒီ presentation ပွဲကိုတွားမယ်ဆိုပေမဲ့လည်းပဲအဲ့တော့ဒီနေ့အတွက်ကလောလောဆယ်ပါလုံးမှာအလုံးစကားပြောဒီနေရာနီကိုလေ့လာပါပေါ့နော်အဲ့တော့ဒါကတော့မနေ့ပြန်အကြောင်းပြောနေတာပါ お客様とお話しする機会もあるかもしれないので、 အဲ့တော့အဲ့ဒီနဲ့စကားပြောဖို့အခွင့်အရေးလည်းရှိကောင်းရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ 今日学ぶことをしっかり身につけてください。 ဒီနေ့လေ့လာခဲ့တဲ့ဟာတွေကိုရှိကလီတေတေချာချာမီနီစကက်တက်ကူဒါဆိုင်ကျွမ်းကျင်အောင်လုပ်ထားပါဒါတော့ဒီနေ့လုံးဝဒီဟာနာရှိခတ်တော့လန်ရှုလုပ်အောင် 新入社員は今日何をしますか？ ဝင်တဲ့တည်းကဒီနေ့ဘာလုပ်မှလဲဆိုရင်ဟာနာရှိခတ်တော့သင်ယူမယ်ပြီးတော့အဲ့ဒါကိုလန်ရှုလုပ်ထားမယ်အဖြစ်မှန်သည်နံပါတ်7မှတ်ဖြစ်ပါတယ်ဒါဆိုရင်မင်းဆိုင်နားလေးတရမယ်လို့ထင်ပါတယ်ချေရိုမွန်နိုင်အချီပြီးတော့ပါပြီမွန်နိုင်အချီပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့မွန်နိုင်နီလေးကိုဆက်ပြီးတော့သွားရအောင်နော်အဲ့တော့ဒီချက်ရိုမွန်နိုင်နီလေးကိုဆက်ပြီးတော့သွားရအောင်မွန်နိုင်နီကတော့မွန်နိုင်အချီနဲ့ကတော့အရင်မကွာပါဘူးသူ့ရဲ့သွားတဲ့ flow ကတူတယ်ပေါ့နော်အရင်ဦးဆုံးအခြေအနေလာမယ်အခြေအနေပြီးသွားရင်မေကွန်လာမယ်မေကွန်ပြီးသွားရင်ဒီရွေးချယ်စရာလေးဖတ်ဖို့စက္ကန့်20လောက်အချိန်ရမယ်ပြီးသွားရင်စကားပြောလာမယ်စကားပြောလာပြီးတော့လို့ရှိရင်မေကွန်လေးပြန်ပြီးတော့လာပါမယ်ဒါသူ့ရဲ့ flow ပါဂျေရိုဒါလည်းပဲ6ပုံမေးမှာဖြစ်ပါတယ်တစ်ပုဒ်ကို3မှတ်ပေးပါတယ်နော်ဒါဆိုလို့ရှိရင်ဂျေရိုဥမာလေးကိုတော့ကြော်ခဲ့ပြီးတော့တခါတည်းလန်ရှူတန်းသွားမယ်နော် 1番、男の人と女の人が話しています。 အဲ့တော့အမျိုးသားနဲ့အမျိုးသမီးနဲ့စကားပြောနေကြတယ် 女の人はどうして先生になったと言っていますか？ အမျိုးသမီးကဘာကြောင့်ဆရာဖြစ်လာတယ်ဆရာမဖြစ်လာတယ်လို့ပြောထားလေအဲ့တော့ဖတ်ဖို့ချင်းရှိတော့ဖတ်ကြည့်မယ်နံပါတ်1ကကိုတိုမိုကစကီတာကာရာခလေးချစ်တဲ့အတွက်ကြောင့်နံပါတ်2ကအိုယာနိုရှိကိုတိုကအမိုရှိရိုဆိုတတကာရာမိဘတွေရဲ့အလုပ်ကစိတ်ဝင်စားစရာကောင်းမဲ့ပုံပေါ်တဲ့အတွက်နံပါတ်3အိုရှီယေရုနိုကစကီတာကာရာသာတင်ရတာကြိုက်တဲ့အတွက်နံပါတ်4ကအခုကာရေရုစန်စေကတကာရာအခုကာရေရုရဲ့အဓိပ္ပာယ်ကအားချနှစ်သက်တယ်သူကြတော့ဥရာယာမရှိနဲ့အခုကာရေရုကနည်းနည်းကွာတာကအခုကာရေရုရဲ့အဓိပ္ပာယ်ကကိုနဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့ဆရာမတွေကိုနှစ်သက်တယ်အားကြတယ်လေးစားတယ်ဆိုရင်အခုကားလေးလို့သုံးလို့ရတယ်။ဥရာယာမရှိရကြတော့တငယ်ချင်းအချင်းချင်းပေါ့နော်အားကြလိုက်တာမနာလိုလိုက်တာဆိုတဲ့ပုံစံမျိုးအချင်းချင်းအားကြတဲ့ပုံစံမျိုးဆိုရင်တော့ဥရာယာမရှိသုံးတယ်။ဟုတ်မယ်နော်။အခုကားလေးတို့ကကြောင့်လေးစားတယ်အားကြတယ်အဲ့ဘက်သွားတယ်။အဲ့တော့ဘာကြောင့်ဖြစ်မလဲသွားကြည့်အောင်中山さん、今年から小学校の先生になったんだよね。 နခိုင်မဆန်ဒီနှစ်ကစပြီးတော့မူလာရန်ဆရာမဖြစ်သွားပြီနော်ရှော့ကကိုရဲ့မူလာရန်ဆရာမဖြစ်သွားပြီ 中山さんは子供が好きだっていうイメージがなかったから意外だったよ。 အဲ့တော့နခိုင်မဆန်ကကလေးချစ်တယ်ဆိုရဲimage ပုံစံမရှိတာဖြစ်တဲ့အတွက်ဤကိုင်းတတ်တာရောမထင်တော့မထင်သားခဲ့ဘူးတွေးတော့မတွေးထားခဲ့ဘူးဤကိုင်း そうでしょう？ ဟုတ်တယ်မလား うち、両親が教師で、 ငါတို့အိမ်ကတော့အမေမိဘနှစ်ပါးဆရာမဖြစ်ပြီးတော့ いつも大変そうだったから、 အမြဲတမ်းပင်ပန်းနေတဲ့ပုံပေါ်တဲ့အတွက်ကြောင့်မလို့ 教師はちょっとって小さい頃は思ってたんだけど、
တော့ဆီယာမကတော့မလုပ်ချင်ပါဘူးချွတ်တူဆိုတော့နည်းနည်းလေးသိပ်မကြိုက်ဘူးဆိုတဲ့ပုံစံမျိုးငယ်ငယ်တုန်းကတော့တွေးခဲ့ပေမဲ့လေ じゃあ、なんで ချနန်းတယ်ဒါဆိုဘာလို့ဖြစ်တာလဲအဲ့တော့ခလေးလေးချစ်တဲ့ပုံမပေါ်ဘူးပေါ့နော်ခလေးချစ်လို့လည်းမဟုတ်ဘူးပြီးတော့မိဘနှစ်ပါးကြောင့်လည်းမဟုတ်ဘူး 教えることが好きだったから စာတင်ရတာကြိုက်လို့လား そうじゃなくて、 စိုးကြနာကုတဲ့အဲ့လိုမဟုတ်ဘူးဆိုတော့ပယ်လိုက်ပါပြီနံပါတ်3လဲ 私、勉強が嫌いだったんだけど、 ငါစာလေးလာတာမုန်းခဲ့တယ်ဆိုပေမဲ့လည်း 小学6年生の時の担 အဲ့တော့ဒီငယ်တော့က6နှစ်ပေါ့နော်ဒီ grade စမှာဆိုလို့ရှိရင်တော့ 任の先生が standing လို့စမ်းစီဆိုတာကအတန်းပိုင်ဆရာမကိုပြောတာပါတန်းပိုင်ဆရာမက すごく面白くてね、 အရင်စိတ်ဝင်စားစရာကောင်းပြီးတော့ 授業が楽しくて、 အတန်းစိတ်ဝင်စားဖို့ကောင်းပြီးတော့ いつの間にか勉 ဤစနိုမာနီကိုင်လေးပဲဒီမသိလိုက်တဲ့အတော်တွင်မှာပဲနိုမာနီကာ 強が好きになってたんだ。 တာလေးလာတာကြိုက်လာခဲ့တယ် それで、あんな先生になりたいって思うようになって、 အဲ့ဒါကြောင့်မလို့အဲ့လိုဆရာမျိုးဖြစ်ရှင်နေဆိုပြီးတော့ そうなんだ。 ဟုတ်လား 私も子供たちに勉強面白いって思ってもらえるように、 ငါလည်းပဲကလေးတွေစီမှာစာလေးလာတာစိတ်ဝင်စားဖို့ကောင်းလိုက်တာလို့ထင်ရစေဖို့ရန်အတွက် 頑張らなきゃ。 မကြိုးစားလို့မရဘူးအဲ့တော့သူဒီအဓိကသူဆရာမဖြစ်လာသည်ပါလေအကူကာရဲနိုဆန်စီရှိတဲ့အတွက်ကြောင့်မလို့ 女の人は、どうして先生になったと言っていますか？ じゃあ2လေးကိုဆက်သွားမယ်နော် 2番、女の人と男の人が話しています。 အမျိုးသားနဲ့မျိုးသမီးနဲ့စကားပြောနေကြပါတယ် 男の人は、今回の旅行で何が一番印象に残っていると言っていますか？ 男の人はဒီ今回の旅行ဒီတစ်ခေါက်ခရီးစဉ်မှာ何が一番印象に残った印象ကကြတော့အတွေးပုံရိပ်ထဲမှာ残るကကြံနေတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အတွေးထဲမှာကြံနေဆိုအရန်ကြိုက်တယ်အတွေးထဲမှာကြံရစ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်အဲ့တော့အတွေးထဲမှာကြံခဲ့ရလို့ပြောထားလဲဘာကအတွေးထဲမှာကြံခဲ့ဆုံးဖြစ်မလဲတော့ဖတ်ဖို့ချင်းရှိတဲ့တော့ဖတ်မယ်နံပါတ်1က Oishi restaurant で食事したことအရသာရှိတဲ့စားသောက်ဆိုင်မှာစားခဲ့တာဖြစ်မလားနံပါတ်2က新鮮な温泉酒と知り合ったことသဘောကောင်းနဲ့ကောင်းမောင်းတဲ့သူနဲ့တည်ခဲ့တာဖြစ်မလားနံပါတ်3ကမိုရီတေခီရေနာမီဇူမီယိုမီတာကိုတိုဒီရေကန်ထဲမှာsorryတောင်းထဲမှာအရင်လှပတဲ့ရေကန်ကိုတွေ့ခဲ့ရတာဖြစ်မလားနံပါတ်4ရှီဆန်နိုနာကတဲ့ကိုတုံးတာချီတိုအဆွန်တာကိုတိုတဘာဝဒေမှာခလေးနဲ့ကစားခဲ့ရတာအကောင်းဆုံးဖြစ်မလားじゃあသူ့အတွက်အကောင်းဆုံးအရာ印象一番印象に残ったことနော်ကိုကြီးကြံခဲ့ဆုံးညာလေးဘာဖြစ်မလဲ 松田さん、この間の休みに海外旅行行ったんでしょ？ ရောမဆုဒါဆန်ဒီတော့တွင်ပရက်မှာခိုင်ကန်လျက်ကိုနိုင်ငံခြားခီးသွားခဲ့တယ်မလား どうだった？ ဘယ်လိုလဲ 楽しかったよ。 ပြောစရာကောင်းခဲ့တယ် 同じタクシーの運転手に頼んで、 အဲ့တော့တူညီတဲ့ဒီတက်ကူရှိနိုအွန်တန်ရှူပေါ့နော် taxi driver ကိုတောင်းကူညီတောင်းပြီးတော့ 4日間、あちこち案内してもらったんだ。 ရော့ကကန်လီယက်လို့အချီကိုချီနေရအနှံ့ပြအချီကိုချီလို့ပြောလိုက်ရင်ဟိုဒီတနည်းပြောဆိုနေရအနှံ့ပြပေါ့နော်အချီကိုချီအနိုင်စတမိုရာတန်တာအဲ့တော့လိုက်ပြခိုင်းခဲ့ပါတယ် すごく親切で、 အရန်ကိုသဘောကောင်းပြီးတော့ ガイドブックに載ってない美味しいレストランも紹介してくれたよ。 ဂိုက်တိုဘုတ်နီနိုတဲနိုင်ဂိုက်တိုဘုတ်မှာမပါတဲ့နိုတဲနိုင်အဓိပ္ပာယ်ဒီနေရာမှာဆိုလို့ရှိရင်မပါဘူးဂိုက်ဘုတ်မှာမရေးထားတဲ့နေရာတွေကိုလည်းပဲလိုက်ပြပေးခဲ့ပါတယ် それはよかったね。 အဲ့တော့တရားဘောကောင်း ずっ တာ と ပေါ့ その人に案内してもらったの？ တောက်လျှောက်သူ့ကိုပဲလိုက်ပြီးတော့ပြခိုင်းတာလား いや、最終日だけ一人で行動してみたくなって、
တော့ဆိုင်ရှုပြီးတာကဲဟီတိုရီတေခိုဒိုရှိတာကနာတေအဲ့တော့ဆိုင်ရှုပြီးရဲ့အတိတ်ပဲကနောက်ဆုံးကိုပြောတာပါနောက်ဆုံးရက်ကိုတယောက်တည်းပဲခိုဒိုရှိတာကတေဆိုတွာလာလှရှာခြင်းတဲ့အတွက်ကြောင့်မလို့ ホテルの人に良さそうなところを聞いて、 ဟိုတယ်လူကိုကောင်းမဲ့ပုံမေးပြီးတော့ バスで近くの森に行ってみたんだ。 ဘတ်စကားနဲ့အနီးနာကရေကန်ကိုတွားခဲ့ပါတယ်နော် sorry ရေကန်မိုရီဆိုတော့じゃတောအုပ်ထဲကိုတွားခဲ့ပါတယ် 森の中を歩いていたら、 တောအုပ်ထဲမှာလက်လျှောက်ကြည့်လိုက်တဲ့အခါမှာ 突然湖が現れて、 သူစူဇန်ရုတ်တရက်ကြီးမီဇူမီကအာရဝရတဲ့အာရဝရရဲ့အဓိပ္ပာယ်ကကြတော့ပေါ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ရုတ်တရက်ကြီးရေကန်ပေါ်လာပြီးတော့ 見たことないような美しい青色で အဲ့တော့မမြင်ဘူးလောက်တဲ့အပြာရောင်အယောင်လေးနဲ့ 感動したよ。 ခန်းတို့စတိုင်ရောဆိတ်လှရှားခဲ့ပါတယ်သူတော်တော်လေးကြိုက်နေပုံပေါ်တယ်နော် そうなんだ。 それが一番心に残ってるんだ。 ဆိုရဲက一番心に残っているんだအဲ့ဒါရင်မထဲမှာအကြံနေဆုံးပါပဲဆိုတော့ဗာလေမီဇူမီပေါ်လာတာပေါ့အဲ့တော့ရေတော့ထဲမှာမီဇူမီပေါ်လာဆိုအပြင်မှာဒီနံပါတ်3မှာကာဗောင်းနဲ့သူသဘောကောင်းလို့လည်းမဟုတ်ပါဘူးအရသာရှိတဲ့ဆိုင်မိတ်ဆက်ပေးလို့လည်းမဟုတ်ပါဘူးနောက်တစ်ခုကတဘာဝတော့ထဲမှာကလေးနဲ့ကစားလို့လည်းမဟုတ်ပါဘူးနော် 森で子供たちが楽しそうに遊んでるのもいいなと思ったよ。 တောအုပ်ထဲမှာကလေးတွေပျော်ရွှင်ကစားနေကြတာလေကောင်းလိုက်တာလို့တွေးခဲ့ပါတယ်တွေးခဲ့ပဲပြောထားတာเนาะ一番印象に残るလို့ပြောတဲ့စကားလုံးကကီးကွမ်းဖြစ်သွားတာပါဒီဖြည့်ဖြည့်ရဲ့အခါမှာ 男の人は、今回の旅行で何が一番印象に残っていると言っていますか？ เนาะအဖြေမှန်ဒီနံပါတ်3ဖြစ်ပါတယ်ကြာဆိုနံပါတ်2ခုဆက်သွားရအောင် 3番、大学で男の学生と女の学生が話しています。 ရော့တက္ကသိုလ်မှာကျောင်းသားနဲ့ကျောင်းသူနဲ့စကားပြောနေကြပါတယ် 男の学生は、どうして女の学生を駅前のカフェに誘っていますか？ 男の学生やဘာကြောင့်မလို့女の学生を駅前のဒီဆိုင်ကို誘っていますか誘いますけれどဖိတ်ခေါ်တယ်ပေါ်ဆက်တယ်เนาะဘာကြောင့်ဖိတ်ခေါ်တာလဲနံပါတ်1ကကြတော့ဗာပြောထားလဲဆိုရင်山田さんが猫と遊びたかっていたからအဲ့တော့山田さんကကြောင်နဲ့ကစားခြင်းနေတဲ့ပုံပေါ်တဲ့အတွက်နံပါတ်2ကကြ新しくて人気のカフェだからတစ်ပြီးတော့ဒီလူကြိုက်များတဲ့ကာဖေဖြစ်တဲ့အတွက်နံပါတ်3က山田さんがアルバイトを探しているから山田さんအချိန်မှလို့ရှာနေတဲ့အတွက်နံပါတ်4ကカフェにいる猫を見てほしいからカフェမှာရှိတဲ့猫ကိုကြည့်စေခြင်းတဲ့အတွက်ကြောင့်ဘာကြောင့်လို့ခေါ်တာဖြစ်မလဲတော့ကြည့်ကြည့်အောင် 山田さん、猫を飼いたいって言ってたよね。山田さん猫飼いたいって言ってたよねじゃあမွေးခြင်းတယ်လို့ပြောတယ်နော် うん。今、いろいろな店を見て探してるところ。 အခုကတော့အမျိုးမျိုးသောဆိုင်တွေကိုလိုက်ကြည့်ပြီးတော့ရှာနေတော့ 駅前に新しくできた猫カフェで、駅前မှာဘူတာရဲ့အရှိမအသစ်ဆောက်ထားတဲ့အသစ်ဖွင့်ထားတဲ့猫カフェမှာဆိုလို့ရှိရင်တော့ 僕、アルバイトを始めたんだけど、 ငါအချိန်မှလို့စောက်ဝင်နေပြီ 一度遊びに来ない？ တခါလောက်လာလေပါလား 猫を見たり、猫と遊んだりしながらお茶する猫カフェ？ အဲ့တော့猫ကြည်တာတို့猫နဲ့အတူတူကစားတာတို့လိုရင်းနဲ့ရင်နွေးပိုင်းတောက်တဲ့猫カフェလာတဲ့ どうして？ ဘာကြောင့်ငါလာမှလဲတဲ့どうしてတဲ့မေးလိုက်တယ်နော်အဲ့တော့ကြတော့ဘာကြောင့်လဲဆိုတော့အဖြေလာပါတော့မယ်သတိထားမယ်နော် うちのカフェにいる猫は、みんな飼い主がいない猫で、 အဲ့တော့ငါတို့ရဲ့ဒီကာဖေမှာရှိတဲ့猫တွေကမင်းသားအလုံးကခိုင်းနုရှိကအီနိုင်ခိုင်းနုရှိအတိတ်ပဲကမွေးထားတဲ့ပိုင်ရှင်ကိုပြောတာပါအဲ့တော့မွေးထားတဲ့ပိုင်ရှင်မရှိတဲ့ကြောင်တွေပဲဖြစ်ပြီးတော့ခိုင်းနုရှိကအီနိုင်猫でမွေးထားတဲ့ပိုင်ရှင်မရှိတဲ့ကြောင်တွေဖြစ်ပြီးတော့ 気に入ったら、その猫を飼うこともできるんだ。 အဲ့တော့ခီနီတာရာသဘောကျနှစ်သက်တာတဲ့ဒါဆိုရင်တော့その猫を飼うこともできるんだအဲ့ဒီကြောင်မွေးလို့ရပါတယ် すごく可愛いから、ぜ အရန်ကိုချစ်ဖို့ကောင်းတာဖြစ်တဲ့အတွက် ひ一度見に来てほしいな。 ぜひ一度見に来てほしいなကျင်းဒီဘောတစ်ခေါက်တော့လာကြည့်စေချင်ပါတယ် そうなんだ。ဟာ 飼い主として問題がないか、
ခိုင်းရှိとして問題ないがမွေးမဲ့ပိုင်ရှင်နေနဲ့ပြဿနာတွေပါရှိလားတခုပြဿနာရှိမရှိပေါ့နော်いろいろなチェックがあって買えない場合もあるんだけど、いろいろなチェックがあってအမျိုးမျိုးသော check လုပ်တာတွေပါရှိပြီးတော့買えない場合もありますけどမွေးခွင့်မရတဲ့အခါမျိုးတွေလည်းရှိနိုင်တယ်ဆိုပေမဲ့လည်းပဲうまくいったら山田さんにとっても猫にとってもいいと思わない？အဲ့တော့ဒါမျိုးတွေလည်းရှိတယ်ဆိုပေမဲ့လည်းပဲအကယ်၍သာမွေးလို့သာရတယ်ဆိုရင်山田さんにとっても猫にとってもいいとは思わないね山田さんအတွက်ပဲဖြစ်ဖြစ်ကြောင်းအတွက်ပဲဖြစ်ဖြစ်ကောင်းတယ်လို့မထင်ဘူးလားတဲ့そうだね。ဟုတ်တယ်နော်အဲ့ဆိုဘာလို့ဖို့ခေါ်တာဖြစ်မလဲဘာကြောင့်ခေါ်တာဖြစ်မလဲဆိုတော့အဖြစ်မှန်သည်ကာဖေးမှာရှိတဲ့ကြောင်လေးတွေကြီးစီခြင်းတဲ့အတွက်ပါအချိန်ပိုင်းလို့ကိုရှာနေတဲ့အတွက်မဟုတ်ပါဘူးကာဖေးလူကြိုက်များတဲ့ကာဖေးဖြစ်တဲ့အတွက်ကြောင့်မဟုတ်ပါဘူးယာမာဒါဆန်ကနေကိုအဆိုပီတာကတေအီတာကာရာဆိုတော့ကစားခြင်းနေခဲ့တဲ့အတွက်ကြောင့်လည်းမဟုတ်ပါဘူးသူဒီမွေးခြင်းတယ်လို့တွေးတာမွေးခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဆိုင်နေမျိုးမျိုးတော့ရှာနေရလို့ပြောတယ်အဲ့ဒီမှာဆိုရင်ကာဖေးမှာပိုင်ရှင်မရှိတဲ့ကြောင်လေးတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင်တော့ကို山田さんとこမွေးလို့ရမယ်ဆိုရင်တော့ကောင်းတယ်အဲဒါကြောင့်မလို့လာကြည့်စေခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောထားတာအဖြစ်မှန်သည်ယုံဖြစ်ပါတယ်男の学生は、どうして女の学生を駅前のカフェに誘っていますか？4番、テレビでアナウンサーが話しています。TV မှာအနောက်စာစကားပြောနေပါတယ်南ショッピングセンターで今年、南ショッピングセンターで今年南ショッピングセンターမှာဒီနှစ်မှာ海外からの客のために始အဲ့တော့နိုင်ငံခြားလာမဲ့ဧည့်သည်တွေအတွက်めたことは何ですか？ဒီနှစ်မှာပေါ့နော်စတင်ခဲ့တဲ့အကြောင်းအသီးပါဖြစ်မလဲအဲ့တော့ဖတ်ဖို့ရှင်ရှိ今年始めたことです。ဒီနှစ်စတင်ခဲ့တဲ့အရာကိုမေးထားတာပါညမယ်နော်နံပါတ်1ကခုခိုခါရာနိုမူလီယိုနိုဘတ်အဲ့တော့လေးစိတ်ကနေပြီးတော့အခမဲ့လာကြိုပေးတဲ့ဘတ်ကားဖြစ်မလားနံပါတ်2ကယူကတာကခီရာရေဒူဆာဗစ်စုယူကတာဝလို့ရတဲ့ဆာဗစ်ဖြစ်မလားနံပါတ်3ကအိုရီဂါမီနိုကျိုရှိစုစာရွက်ခောက်တဲ့တင်နန်းလုပ်ပေးထားတာဖြစ်မလားနံပါတ်4ကကြတော့မန်ဂါရအနီမေနိုရှော့ကိုင်းမန်ဂါတွေအနီမီတွေကိုမိတ်ဆက်ပေးတာဖြစ်မလားဘာဖြစ်မလဲသွားကြည့်ကြည့်အောင်ဒီနှစ်အတွက်လုပ်ထားပေးတဲ့ဆာဗစ်ပေါ့နော်海外からの観光客が増え、နိုင်ငံခြားလာတဲ့観光客はဒီခီးသွားဧည့်သည်တွေကဖူးတိုးပွားလာပြီးတော့空港から無料のバスを出すホテルなどが増えてきました。အဲ့တော့လေးစိတ်ကနေပြီးတော့ကြိုပေးတယ်ပေါ့နော်ဒီဘတ်ကားတွေလုပ်ပေးတယ်ဟိုတယ်တွေများလာပါတယ်ショッピングセンターでも、ショッピングセンターတွေမှာလည်း外国人観光客のために、နိုင်ငံခြားသားဧည့်သည်တွေအတွက်様々な工夫がされています。အမျိုးမျိုးသောနီလန်းတွေကိုတီထွင်ကြံစနေပါတယ်ဒါဆိုမျိုးသောတီထွင်မှုကူဖူပေါ့သွားကြည့်ကြည့်မယ်ကူဖူကတီထွင်မှုနီလန်း南ショッピングセンターでは、南ショッピングセンターမှာစလာပါပြီ今年、浴衣を貸し出すサービスを始めました。浴衣を貸し出すサービスを始めました。貸し出すရဲ့အဓိပ္ပာယ်ကငှားပေးတာကိုပြောတာပါ။အဲ့တော့ဒီနှစ်ကတော့浴衣ငှားပေးတဲ့ service တင်ခဲ့ပါတယ်ဆိုဒီနှစ်ကြောင့်သိချင်တာဖြစ်တဲ့အတွက်အဖြေဒီနံပါတ်2ပါ။浴衣が着られて、浴衣ဝတ်လို့ရပြီးတော့写真を撮ったり、浴衣を着たまま買い物をしたりすることができます。အဲ့တော့တပ်ပုံရိုက်တာတို့浴衣ဝတ်ထားတဲ့အတိုင်းဈေးဝယ်တာတို့ဒါတွေလုပ်လို့ရပါတယ်။去年始まった折り紙の教室や、မနှစ်ကစထားတဲ့折り紙သင်တန်းတွေ日本の漫画やアニメを紹介するコーナーは、အဲ့တော့ဂျပန်ရဲ့မန်ဂါတွေအနီမီတွေကိုမိတ်ဆက်ပေးတဲ့ကော်နာတွေကတော့今年も続けて行われているそうです。今年も続けて行われているそうですဒီနှစ်လည်းပဲစတိုက်ဆက်လုပ်နေပါတယ်ဒါကတော့မနှစ်ခရေကစထားတဲ့ဟာတွေเนาะဒါကတော့ဟိုတယ်တွေကနေလုပ်ပေးတဲ့ service ပါအဲ့တော့ဒီနှစ်စတာဒီယူဂတာ貸し出す service 南ショッピングセンターで今年、海外からの客のために始めたことは何ですか？ရမယ်เนาะအပြင်မှန်ဒီညီပါကြာဆိုကော့လေးဆက်သွားရအောင်
5番、高校のダンス部で、女の生徒と男の生徒が話しています。အဲ့တော့ခိုးခိုးရဲ့တန်းစုပူမှာဆိုလို့ရှိရင်ကျောင်းသူနဲ့ကျောင်းသားနဲ့စကားပြောနေစိတ်တူကတော့တပည့်ပေါ့နော်ဒီနေရာမှာတော့ကျောင်းသူကျောင်းသားလို့ပဲဒီချက်သုံးလိုက်ပါမယ်ကျောင်းသူနဲ့ကျောင်းသားစကားပြောနေတယ်男の生徒は、ダンスが上手になるために、အဲ့တော့男の生徒はကျောင်းသားဆိုလို့ရှိရင်เนาะ生徒မသိမှဆိုလို့ဒီချက်ထဲမှာရေးပေးလိုက်မယ်နော် dance က上手になるためにအဲ့တော့ dance ကတော်ဖို့ရန်အတွက်ဆိုလို့ရှိရင်เนาะ何をしたのが一番良かったと言っていますか？ အဲ့တော့ဘာလို့တာအကောင်းဆုံးဖြစ်ခဲ့လို့ပြောထားတာဖြစ်မလဲနံပါတ်1သွားကြည့်ကြည့်မယ်うまい人の動きを多く見たことအဲ့တော့ကျွမ်းတဲ့သူရဲ့လှုပ်ရှားမှုတွေကိုအများကြီးကြည့်တာဖြစ်မလားနံပါတ်2ကကျတော့足の動きを集中して練習したことအဲ့တော့ခြေထောက်ရဲ့လှုပ်ရှားမှုတွေကိုအာရုံစိုက်ပြီးတော့လေ့ကျင့်ခဲ့တာဖြစ်မလားနံပါတ်3က音楽をよく聞くようにしたことတိဂီတာတေချာချာနားထောင်တာဖြစ်မလား鏡で自分の動きを見たことမှန်တဲ့ကိုယ့်ရဲ့လှုပ်ရှားမှုကိုတေချာကြည့်တာဖြစ်မလားဘယ်ဟာသူ့အတွက်အကောင်းဆုံးဖြစ်ခဲ့လို့ပြောထားလဲ先輩、私、まだダンス始めたばかりで。အဲ့တော့စံပိုင်းရေးကျမအခုမှဒီ dance ကစကားစားပဲရှိသေးတယ်音楽に合わせてうまく踊れないんですけど。音楽に合わせてတေးဂီတာတီးလုံးနဲ့လိုက်ပြီးတော့合わせますけどပဲကလိုက်ဖက်ညီအောင်ပေါ့နော်အဲ့တော့တည်ချာမကတတ်သေးဘူးဖြစ်နေတယ်先輩は始めたばかりの頃ってどんな練習してましたか？先輩は始めたばかりの頃でどんな練習していましたかအဲ့တော့先輩ကတော့ဆက်စချင်းတော့ဘယ်လိုမျိုးလေးလာမှုတွေလေ့ကျင့်မှုတွေလုပ်ခဲ့ပါလဲမေးပြီနော်僕も最初は難しくてငါလည်းပဲဆက်စချင်းတော့ကတော့ခက်တယ်インターネットとかで上手い人が踊ってるのを結構見たよ。အဲ့တော့အင်တာနက်တွေဘာတွေမှာတော်တဲ့သူတွေကတာကိုကြည့်ခဲ့ပါတယ်အဲ့တော့လောလောဆယ်လုပ်ခဲ့တာနံပါတ်1လုပ်ခဲ့တယ်それで踊れるようになったんですか？それで踊れるようになったんですかအဲ့ဒါနဲ့ပဲကတာသွားရောလားうん。見ていて手や足の動かし方が少しずつ分かってきたんだよね。見てきてကြည့်ပြီးတော့手や足の動き方が少しずつနည်းနည်းချင်းစီ分かるようになるဆိုတော့တဖြည်းဖြည်းနဲ့နားလေလာတယ်ကြည့်ပြီးတော့နားလေလာတယ်ダンス仲間には最初に足の動きだけ練習している人もいるよ。အဲ့တော့ dance အဖွဲ့တွေမှာဆိုလို့ရှိရင်ချို့တွေအရှိခြေထောက်ကိုပဲရှူချူလုပ်ပြီးတော့ကတဲ့သူတွေလည်းရှိပါတယ်ဒီချင်းတဲ့သူတွေလည်းရှိပါတယ်他には踊っている時音楽をしっかり聴くようにしているっていう人も多いよ。အဲ့တော့ခြားသူတွေကကတဲ့အခါမှာတချင်းကိုတည်တည်ချာချာနားထောင်တဲ့သူတွေလည်းရှိရလို့လည်းကြားတယ်ဒါဟာသူများတွေအကြောင်းပြောနေတယ်နော်သူ့အကြောင်းမဟုတ်ဘူးなるほど。နားလည်ပြီでもやっぱり僕にとっては他の人のダンスをたくさん見たことが役に立ったな。အဲ့တော့ဒါပေမဲ့လေရပ်ပတ်လီထင်းတဲ့အတိုင်းပဲငါတို့ကတော့ဟိုကာနိုစတိုနိုဒီဥကရာကိုတက်ဆက်မီလူကသူ့အတွက်အကျိုးရှိခဲ့တယ်ဆိုတော့ကျွမ်းတဲ့သူကြည်ရသူတို့ကတော့အကျိုးရှိတယ်နံပါတ်1ကိုပြောနေတယ်鏡で自分の動きを確認したりもしたけど、鏡で自分の動きを確認したりしたけどအဲ့တော့မှန်နေပိုင်းနဲ့ကိုလှရှာမှုကိုကြည်ကြတော့ဘာလို့လုပ်ခဲ့လဲဆိုပေမဲ့လေそれだけじゃダメだったよ。それだけじゃダメだったよအဲ့ဒါကြီးပဲတော့မရဘူးနံပါတ်4တော့မရဘူးနံပါတ်4ကြီးပဲတော့မရဘူးそうなんですね。ဟာありがとうございまကျေးす。ဇူးတင်ပါတယ်အဲ့တော့သူဒီတော်တဲ့သူတွေလှုပ်ရှားမှုသေးချာကြည့်တာပေါ့နော်男の生徒は、ダンスが上手になるために、何をしたのが一番良かったと言っていますか？6番、大学で先生が学生に話しています。အဲ့တော့တက္ကသိုလ်မှာဆရာကကျောင်းသားကိုစကားပြောနေပါတယ်大学の図書館では、いつから本が借りられなくなりますか？အဲ့တော့တက္ကသိုလ်ကစာကြည့်ထဲမှာဆိုရင်ဘယ်အချိန်ကစပြီးတော့စာအုပ်မှားလို့မရတော့ဖြစ်သွားမလဲအဲ့တော့9လပိုင်း4ရက်နေ့လား9လပိုင်း5ရက်နေ့လား9လပိုင်း6 9လပိုင်း26ရက်နေ့လား9လပိုင်း28ရက်နေ့လားဘယ်အချိန်ကစပြီးတော့いつから本が借りられなくなりますかလို့ပြီးထားတာเนาะဘယ်အချိန်ကစပြီးငှားလို့မရမှာလဲအဲ့တော့ဖတ်ဖို့ချိန်ရှိတယ်ပြီးထားတယ်တော့ဖတ်မယ်အဲ့တော့ဒါကတော့ခဏနေဆိုတော့ဖတ်ရတာမြန်တာပေါ့နော်စာဆိုရင်တော့ဖတ်ရတာနည်းနည်းလေးပိုကြာနိုင်တယ်
来週8月1日からလာမေလာ来週လာမေအပတ်8လပိုင်းတရက်နေ့ရစပြီးတော့ 夏休みですね。夏休みですねနွေရာသီပိတ်ရနော်この授業のレポートのために、ဒီတန်းရဲ့ဒီ report အတွက်ပေါ့နော်အစီရင်ခံစာအတွက်ကို 大学の図書館を利用する人も多いと思いますが、အဲ့တော့တက္ကသိုလ်ရဲ့တူရှော့ကန်ကိုတုံးတဲ့သူတွေလည်းများမယ်ဆိုပေမဲ့လေ 夏休みの後半、夏休みの後半အဲ့တော့ဒီဘယ်လိုပြောမလဲနွေရာသီပိတ်ရဲ့ခိုးဟန်ရဲ့ဒီနောက်ပိုင်းအောင်ပြောတာပါနွေရာသီပိတ်ရဲ့နောက်ပိုင်းလောက်မှာ 工事のため図書館が一時閉館になるそうです。အဲ့တော့တူရှော့ကန်က一時閉館になるဆိုတဲ့一時ရဲ့ဒီကယာယီကိုပြောတာပါယာယီဟေကန်ရဲ့ဒီကဒီစာကြည့်ရဲ့ဒီပါတွေပိတ်တဲ့ခါမျိုးမှာသုံးလို့ရတယ်ယုံပိတ်တယ်ဆိုတဲ့ဒီပဲနဲ့သုံးတယ်စာကြည့်တဲ့ပိတ်တယ်ပေါ့ဒီနေရာမှာဆိုရင်一時閉館になるそうですအဲ့တော့ယာယီစာကြည့်တဲ့ပိတ်ထားဖို့ရှိပါတယ် 図書館での貸し出しは図書館での貸し出しはစာကြည့်တဲ့ရဲ့စာအုပ်ငှားပေးမှာကတော့ 9月4日までで、9月4日までで9လပိုင်း4ရက်နေ့ထိဖြစ်ပြီးတော့ その翌日からその翌日からအဲ့ဒီနောက်ရက်ကစပြီးတော့4လပိုင်း sorry 9လပိုင်း4ရက်ထိတော့ငှားပေးမယ်အဲ့ဒီနောက်ရက်ဆိုတော့翌日ရဲ့အတိတ်ပဲဒီနောက်ရက်ကိုပြောတာပါအဲ့9လပိုင်း4ရက်ထိဆို9လပိုင်း5ရက်နေ့ကစပြီးတော့ငှားလို့မရတော့ 3週間図書館が利用できなくなるので3ပတ်ကြာစာကြည့်ရိုက်ကသုံးလို့မရအောင်ဖြစ်မှာဖြစ်တဲ့အတွက် 注意してください。သတိထားပါ 新学期は9月27日からですが、新学期ဆိုတော့ပညာ semester အသစ်ကဆိုလို့ရှိရင်တော့9လပိုင်း28ရက်နေ့ကစမယ်ဆိုပေမဲ့လေ 図書館はその前日、အဲ့တော့စာကြည့်ရိုက်ကတော့အဲ့ဒီမတိုင်ခင်ရက်26日からまた利用できるようになります。 9လပိုင်း26ရက်ကမှစပြီးတော့ပြန်သုံးလို့ရပါမယ် 閉館前に借りた本は、 ယုံမပိတ်ခင်ငှားထားတဲ့စာကြည့်ရိုက်မပိတ်ခင်ငှားထားတဲ့စာအုပ်ကတော့ 閉館期間中借りたままでいいそうですが、 အဲ့တော့ငှားထားတဲ့အတော်အတွင်းအဆင်ပြေတယ်ဆိုပေမဲ့လေပိတ်ထားတဲ့အတော်အတွင်းပြန်ပေးစရာမလိုအဆင်ပြေတယ်ဆိုပေမဲ့လေ レポートは早めに済ませておきましょう。 レポートは早めに済ませておきましょうအစီရင်ခံစာကိုစောပြီးအောင်လုပ်ထားရအောင်ဒါပြီးပါပြီအဲ့တော့9လပိုင်း9ရက်နေ့ကစပိတ်ပြီးတော့ဂျာကြီးရဲ့က大学の図書館ではပြန်ပြီးတော့ဖွင့်မယ်9လပိုင်း29မှာ semester အသစ်ပြန်ဖြစ်သွားမယ် いつから本が借りられなくなりますか ရမယ်နော်じゃあအဲ့ဆိုလို့ရှိရင်ဒီချက်ရောမွန်တိုင်းနိပြီးပါပြီအဲ့တော့ချက်ရောမွန်တိုင်းဆန်လေးကိုဆက်ပြီးတော့တွားရအောင်အဲ့တော့ချက်ရောမွန်တိုင်းဆန်ကိုဆက်သွားပါမယ်မွန်တိုင်းဆန်ကတော့ထုံးစံအတိုင်းပဲမွန်တိုင်းရောရှိနိနာနီမိုအင်းဆတ်ဆစာတဲ့တိမ်မဆန်မေခွန်းစာရွက်မှာတော့ဘာမှရိုက်နေထားခြင်းမရှိပါဘူးこの問題は全体としてどんな内容かを聞く問題ですဒီပု္ပ္ပစာဆိုရင်တော့တစ်ခုလုံးအနေနဲ့ဘလို့အကြောင်းအရာလဲဆိုတာကိုမေးတဲ့ပု္ပ္ပစာတွေဖြစ်ပါတယ်ဟာနာရှိနိုမိုင်နိရှစ်စမွန်ဝအာရီမဆန်စကားပြောရဲ့အရှိမမေခွန်းမလာပါဘူးမဆိုဟာနာရှိကို聞いてくださいအရင်ဦးဆုံးစကားပြောနားထောင်ပေးပါဆိုရဲခါရရှစ်စမွန်တော့စန်တခုရှိကို聞いてအဲဒီနောက်မှာတော့မေခွန်းရဲ့စကားပြောရဲ့ကိုနားထောင် sorry မေခွန်းရဲ့ရွေးချက်စရာရဲ့ကိုနားထောင်ပြီးတော့1から4の中からတစ်ကနေ4ထဲမှာ最も良いものအကောင်းဆုံးရာကို1つ選んでくださいတစ်ခုရွေးချယ်ပေးပါतो आज यार रोबलो मोजाမျိုးဖြစ်မလဲဆိုလို့ရှိရင်ဒီချက်ရောသူကကြတော့သူ့ပုံစံ flow လေးကိုရင်ပြောမယ်နော်သူ့ရဲ့ပုံစံ flow ကအရင်ဦးဆုံးအခြေအနေလာပါမယ်။ဥပမာ radio မှာအမျိုးသမီးကစကားပြောနေတယ် TV မှာအမျိုးသားစကားပြောနေတယ်စသဖြင့်အခြေအနေလာမယ်အခြေအနေပြီးတော့ဒီရောမွန်တိုင်းအချင်းနီတော့ကလို့မိကုန်းမလာပဲနဲ့ဘာတန်းလာမှလဲဆိုစကားပြောတန်းလာပါမယ်။အဲ့တော့ radio မှာအမျိုးသမီးတယောက်တည်းစကားပြောနေရလည်းဖြစ်နိုင်တယ် TV မှာအမျိုးသမီးတယောက်တည်းစကားပြောနေရလည်းဖြစ်နိုင်တယ်။စကားပြောပြီးသွားတဲ့အခါမှာမိကုန်းလာပါတယ်။မေခွန်းလာပြီးသွားရင်မေခွန်းပြီးသွားတာနဲ့ရွေးချက်စရာ1 2 3 4ကိုတန်းပြီးတော့ပြောသွားပါတယ်အဲ့ဒီနေရာမှာကိုကအသစ်တော်ဆုံးတစ်ခုကိုရွေးချက်ပေးရတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီမေခွန်းဒီဘာလာတာများတယ်လဲဆိုလို့ရှိရင်ကဒီစကားပြောတစ်ခုလုံးခြုံပြီးတော့ခေါင်းစဉ်တက်ပေးရတဲ့ပုံစံမျိုးတွေလာများတတ်ပါတယ်ဘာပြောသွားတာလဲခုနမေခွန်းကဒီစာပိုက်ထဲမှာပြောချင်တဲ့အကြောင်းဒီဘာဖြစ်မလဲအဲ့တော့
ဒါမျိုးပေါ့နော်ပြောချင်တော့ကြတော့မေးတဲ့ပုံစံမျိုးလေးတွေတနည်းပြောမယ်ဆိုရင်ဒီစာပိုက်ကြီးကိုခြုံပြီးတော့ခေါင်းစဉ်တက်ပေးရတဲ့မိကွန်းလေးလာတတ်ပါတယ်ရမယ်နော်နည်းနည်းလေးတော့ခတ်ပါတယ်သူဒီတစ်ခုချင်းဒီအသေးစိတ်သိစရာမလိုပါဘူးဒါပေမဲ့ခြုံပြီးတော့ဘာပြောသွားလဲတော့သိဖို့လိုမယ်ရမယ်နော်အဲ့တော့သွားပြီးတော့နားထောင်ကြည့်ရအောင်အဲ့တော့ပု္ပ္ပာကတော့ total ဘယ်နှပုတ်ပါမလဲဆိုရင်3ပုတ်မေးပါမယ်တစ်ပုတ်ကိုဘယ်နှမှတ်ရမလဲဆိုရင်3မှတ်ရပါမယ်နော်じゃあဆိုရင်ခြေနဲ့တူတူအရင်ဦးစောအချီလေးကိုအရင်သွားကြည့်ချရအောင်1番、会社で男の人と女の人が話しています。会社で男の人と女の人が話しています。ကုမ္ပဏီမှာအမျိုးသားနဲ့အမျိုးသမီးနဲ့စကားပြောနေကြပါတယ်လက်ရှိအခြေအနေလေးမြင်သွားပြီဒီမှာကတော့ကျတို့မေကွန်းတမ်းမလာပါဘူးမေကွန်းမလာတာဖြစ်တဲ့အတွက်စာပိုင်းရင်နှထောင်မယ်နော်週末、久しぶりに妹の子供に会って、အဲ့တော့週末久しぶりに妹の子供に会ってအဲ့တော့週末 weekend စနေတနင်္ဂနွေမှာဆိုလို့ရှိရင်ညီမလေးရဲ့久しぶりにမတွေ့တာဖြစ်ပြီးကြာပြီဖြစ်တဲ့ညီမလေးရဲ့ကလေးနဲ့တွေ့ပြီးတော့一緒に公園に行ったんだ。အတူတူပန်းချံကိုသွားခဲ့ပါတယ်そうしたら、အဲ့လိုလောရတဲ့အခါမှာ落ちていた黄色い葉っぱを拾って、落ちていた黄色い葉っぱを置いてအဲ့တော့ကြတော့ဒီ落ちていたဆိုတော့ပြုတ်ကျနေတဲ့黄色いပေါ့နော်အဝါရောင်葉っぱရဲ့အဓိပ္ပာယ်ကသစ်ရွက်ကိုပြောတာပါအဲ့တော့သစ်ရွက်ကို拾ってကောက်ပြီးတော့はい、プレゼントってくれたんだ。はい present ってくれたんだよ present မှာလက်ဆောင်မှာဆိုပြီးတော့ပေးတယ်ကလေးလေးတို့ပေးတယ်それは可愛いね。ချစ်ဖို့ကောင်းလိုက်တာနော်確か、女の子だよね。တေချာတာကတော့ main ကလေးထင်တယ်နော်メイゴさん。いくつ？အဲ့တော့မေကိုဆန်いくつမေးရကြတော့ तू ကတူမအောင်ပြောတာပါအိုကြီးရကြတော့တူလေးကိုပြောတာယောက်ျားလေးကိုပြောတာအိုကြီးကတူမေးရတူမနော်ဘယ်နှစ်ရှိပြီလဲအသက်いくつရဲ့အဓိပ္ပာယ်ကတော့ဘယ်နှစ်လဲလို့မေးတာပါကလေးတွေကိုများတော့ဖြစ်မေးတယ်ပေါ့နော်4歳になったところ。အဲ့တော့4နှစ်ပြထားတာပေါ့それで、ありがとうって受け取ったら、အဲ့တော့ありがとうကျေးဇူးပါဆိုပြီးတော့လက်ခံလိုက်တဲ့အခါမှာメイが、ありがとうって言ってくれて、အဲ့တော့သူတူမလေးကပြန်ပြီးတော့ကျေးဇူးပါလို့ပြောပြီးတော့ありがとうって言ったんだよ。အဲ့တော့ပြန်ပြီးတော့ပြောရှင်နဲ့မျက်နှာလေး涙が出そうになったよ。涙が出そうになったよအမျက်ရည်တောင်ထွက်တော်မလို့ဖြစ်သွားတယ်うわー。その言葉がね、その言葉がねအဲ့ဒီစကားလေးက心に残ってるんだ。心に残ってるんだနှလုံးသားထဲမှာကျန်ရစ်နေတယ်။ရောက်သူခံတော့ဖြစ်သွားတယ်နော်気づかされるよね。気づかされるよねဆိုတော့ကြတော့ဒီမှာဘယ်လိုပြောမလဲဒီတတိထားမိတယ်ဆိုတဲ့ပုံစံမျိုးနော်ခံစားရစီတယ်大切なことに。そうなんだよ。大切なことまだအရေးကြီးတာကိုတတိထားမိသွားရစီတယ်နော်4歳なのに。4နှစ်ပဲရှိသေးရဲ့ဒါနဲ့4နှစ်ပဲရှိသေးတာကိုဘာပြောချင်တာလဲပေါ့男の人が言いたいことは何ですか？男の人が言いたいことは何ですかအမျိုးသားပြောချင်တဲ့အကြောင်းဒီဘာလဲအဲ့တော့ခုနဒီချက်ပြောသလိုပဲခေါင်းစဉ်တစ်ခုလုံးနေနဲ့သူဘာပြောချင်တာလဲဆိုတာကိုရှာပြရတာအဲ့တော့ရွေးချယ်စရာ1 2 3 4လာပါတော့မယ်တေချာအောင်စိုက်ပြီးနှာထောင်မယ်ယူမယ်1、メイがプレゼントを喜んでくれた。မေက present ကို喜んでくれたတူမလေးကလက်ဆောင်ကိုပျော်သွားတယ်အမျိုးသားပေးလိုက်တဲ့လက်ဆောင်တူမလေးပျော်သွားလားဟုတ်ပါဘူးတူမလေးကတရွက်ကိုကောက်ပြီးတော့ပေးတာကိုအမျိုးသားပျော်သွားတာအဲ့တော့ပြောင်းပြန်ဖြစ်နေရဲ့နံပါတ်1ပေးလိုက်ပြီ2、メイの笑顔が可愛かった。အဲ့တော့တူမလေးရဲ့မျက်နှာလေးရဲ့ချစ်ဖို့ကောင်းတယ်မျက်နှာအကြောင်းမပြောနေရမှုတဲ့အတွက်ပေးလိုက်ပါပြီ3、メイと遊んで楽しかった。တူမလေးနဲ့ကစားလို့ပြောရဲဆိုတော့ကစားတဲ့အကြောင်းပြောနေရတော့မဟုတ်ဘူး4、メイの言葉に感動した。အဲ့တော့တူမလေးရဲ့စကားကိုစိတ်လှရှာသွားစေတယ်ဆိုတော့အဖြစ်မှန်ပြောမှတ်ဖြစ်ပါလေ။ညာဆိုရမယ်လို့ထင်နော်နောက်တစ်ခုဆက်သွားရအောင်
2番、テレビでアナウンサーが話しています。 TV မှာအနောက်စာကစကားပြောနေပါတယ်。出勤しないで家で仕事をしてもいいという会社が、အဲ့တော့出勤ရှိနိုင်တယ်出勤ရဲ့အဓိပ္ပာယ်ကယုံတတ်တာကိုပြောတာပါအဲ့တော့အလုံးမတက်ဘဲနဲ့အိမ်မှာအလုံးလုပ်လို့ရတယ်အေးရတဲ့ရှိကိုတို့ဆိုလို့ပေါ့နော်会社がコミュニティが増えていますね。増えていますねတိုးပွားနေရဲ့နော်今までとは違う働き方によって、အခုချိန်ဒီမတူခဲ့တဲ့ပုံစံအလုံးလုံးတဲ့ပုံစံနဲ့通勤時間がなくなり、စုခင်းကြီးကန်ဆိုတော့ယုံသွားယုံစင်းအချိန်ကနခုနာရီမရှိတော့ဘူးဖြစ်သွားတယ်စုခင်းအဓိပ္ပာယ်ကယုံသွားယုံပြအောင်ပြောတာပါ趣味の時間や家族との時間を多く持てるようになったという声をよ、အဲ့တော့ရှုမိနိုဂျီကန်ဝါဒနာအတွက်အချိန်ကြီးရဲ့ခါစုကိုမိသားစုအတွက်အချိန်ကြီးကများလာတယ်ဆိုတဲ့အတန်တွေကိုよく聞きます。 မကြာခဏဆို一ကြားပါ方、人と直接会わずに仕事をすることで、一方တစ်ဖက်မှာလည်းပဲရှိကိုတို sorry ဟီတိုအဝါဇနီလူတွေနဲ့မတွေ့ဘဲနဲ့အလုပ်လုပ်ရတယ်ဆိုတော့コミュニケーションが取りにくいと感じたり、communication ယူရခတ်တယ်ပေါ့နော် communication လုပ်ရခတ်တယ်何かあっても相談しにくく、တခုခုရှိလဲပဲတိုင်ပင်ဆွေးနွေးရခတ်ပြီးတော့ストレスを感じたりする人も増えているそうです。အဲ့တော့စိတ်ဖိစီးမှုဖြစ်တဲ့လူတွေလည်းပဲတိုးပွားနေပါတယ်アナウンサーは何について話していますか？ နောင်စာဘာနဲ့ပတ်သက်ပြီးပြောနေလဲရမယ်နော်မေခွန်းနေစီအကုန်လုံးဒီいいတိုင်းことは何ですか何について話していますかဒီလိုပုံစံမျိုးလေးလာတတ်ပါတယ်တစ်ခုလုံးနေနဲ့ခြုံပြီးတဲ့မေခွန်းတွေပေါ့1、会社を辞める人が増えた理由。 ကုမ္ပဏီကိုထွက်ချင်တဲ့သူတွေများလာတဲ့လူတွေရဲ့ reason ဆိုတော့မဟုတ်ပါဘူးနံပါတ်1ပေးလိုက်ပါပြီ2、人間関係の上手な作り方。အဲ့တော့နင်းကန်ခန့်ခဲ့အဲ့တော့လူချင်းချင်းဆက်သွယ်ရေးကိုကြောစုကျွမ်းကျင်စွာနဲ့ script ကတာပြုလုပ်နည်းဆိုတော့လည်းမဟုတ်ပါဘူး3、家で仕事をすることのいい点と悪い点。အိမ်မှာအလုပ်လုပ်တဲ့ကောင်းတဲ့အချက်နဲ့ဆိုတဲ့အချက်ဆိုတော့မှန်ပါတယ်သူကောင်းတဲ့အချက်နဲ့ဆိုတဲ့အချက်ပြောသွားနော်ကောင်းတဲ့အချက်အနေနဲ့အချိန်ကြီးရလာတယ်ပြီးသားဝါသနာတွေလုပ်လို့ရမယ်မိသားစုအချိန်ပေးနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာလေးပဲတိုင်ပင်ဆွေးနွေးဖို့ခက်တယ် communication လုပ်ရခက်တယ်လို့နှစ်ခုရှင်းပြောသွားတယ်အဖြစ်မှန်ဒီစံပါမှာ4、ストレスを感じる人の特徴。အဲ့တော့စိတ်ဖိစီးမှုတွေကိုခံစားရတဲ့သူတွေရဲ့ထူးခြားချက်တွေဆိုတော့လည်းမပြောတော့ပါဘူးအဖြစ်မှန်ဒီစံပါမှာじゃနောက်တစ်ခုဆက်သွားမယ်3番、テレビで女の人がスポーツ教室の先生にインタビューしています。 အဲ့တော့ TV မှာအမျိုးသမီးက sports 教室ဆိုတော့အခါစားတင်နန်းရဲ့စံစီကို話していますစကားပြောနေပါတယ်အင်တာဗျူးလုပ်နေこちらでは子供に走り方を教える走り方教室というのが人気だそうですね。ဒီမှာဆိုရင်တော့ကလေးတွေကိုပြေးပုံပြေးနီဟာရှိတိခတ်တာကိုသင်ပေးတဲ့ဟာရှိတိခတ်တာ教室ပေါ့နော်ပြေးတင်နန်းဆိုပြီးတော့လူကြိုက်များပါတယ်はい。早く走れるようになりたいというお子さんは多いですね。အဲ့တော့ပြေးတတ်ခြင်းနေပေါ့နော်ပြေးတတ်ခြင်းနေမြန်မြန်လေးပြေးတတ်ခြင်းနေဆိုရဲကလေးတွေများပါတယ်うちの教室では最新のスポーツ科学によって証明されたအဲ့တော့ငါတို့ရဲ့အတန်းမှာတော့စိုင်းရှင်းဆိုတော့နောက်ဆုံးပေါ့စိုင်းရှင်းဆိုတာကနောက်ဆုံးပေါ့ခါခုဆိုတာကသိပ္ပံပညာကိုပြောတာပါနည်းနည်းလေးခက်တဲ့စကားလုံးတွေပါလို့ teacher ဒီမှာရေးပေးပါမယ်ရှောမဲစာရေးတာရှောမဲအဓိပ္ပာယ်ကတတ်သိပြထားတယ်最新の科学で証明された。နောက်ဆုံးပေါ်သိပ္ပံပညာတွေနဲ့သက်သေပြထားတဲ့走る時の姿勢、走る時の姿勢ပြေးတဲ့အခါမှာထားရမယ့်姿勢အဓိပ္ပာယ်ကခန္ဓာကိုယ်အနေထားကိုပြောတာပါ
နေထားပေါ့နော်ရှိစေ 腕や足の動かし方などを ဥဒေယအာရှိနိုဥကိုကရှိခတာနာတို့အဲ့တော့ဒီလက်မောင်းနေအာရှိခြေထောက်တွေရဲ့ဥကိုခိခတာဆိုတော့ကြာဥကိုကရှိခတာလှူရှားပုံလှူရှားနီးလန်းနေ 教えています。 တင်ကြပေးပါတယ် ただ、速く走るためには、 ဒါပေမဲ့လေဘေးတတာဆိုတော့ဒါပေမဲ့လေဘေးအဲ့တော့မြင်မြင်ပြေးဖို့ဆိုရင်တော့ どうしたら速くなるかを ဘယ်လိုလုပ်ရင်ညံမလဲဆိုတာကို 子供たちが自分で考えることが重要です。 အဲ့တော့ကလေးတွေကကိုယ်တိုင်စဉ်းစားရတာကတော့ပို့ပြီးတော့အရေးပါပါတယ်ဂျူရောအရေးပါတယ် 言われたことを練習するのではなく、 ပြောထားတဲ့ဟာကိုလေ့ကျင့်တာမဟုတ်ဘဲနဲ့ 地面を強く蹴ることや、 ကြီးမှန်ဆိုတာကမြေပြင်ကိုပြောတာပါကြီးမှန်စေရောခုဆိုတော့ပြင်းပြင်းထန်ထန်လေးကိုခဲရူကကန်လိုက်တာပေါ့နော်ကြီးမှန်ကိုစေရောခုခဲရူကိုတော့ခရာ スタートは体を低くすることが、 စတတ်တော့ခရာတာဟီကူကူဆိုရကိုတော့အဲ့တော့စမှာခန္ဓာကိုယ်လို့နှိမ်ပြီးတော့သွားတဲ့ဟာတို့ なぜ必要なのかを ဘာကြောင့်လိုရလဲဆိုတာကို 意識しながら練習するように言っています。 イシキရှိနာကတာイシキရဲ့အဓိပ္ပာယ်ကတတိထားတာကိုပြောတာပါအတိလေးတတိလေးကပ်ပြီးတော့လန်ရှုဆိုရကိုတော့လုပ်တယ်ပေါ့イシキ ဒါဆိုပါပြောရခင်ဗျ スポーツ教室の先生は何について話していますか？ တော့ sports 教師ရဲ့ဆန်စီကဘာနဲ့ပတ်သက်ပြီးတော့ပြောနေလဲမိကွန်လာသွားပါပြီ 1、この教室の指導の仕方。この教室の指導の仕方ဒီအတန်းဒီသင်တန်းရဲ့ရှိတိုးရဲ့အဓိပ္ပာယ်ကလမ်းညွှန်တာကိုပြောတာပါရှိတိုးလုပ်ပေးတယ်သူတို့လမ်းညွှန်ပေးတယ်ဂိုင်းလိုင်းပေးတယ်ရှိခတ်တာလုပ်ဖို့လုံးနည်းဖြစ်မလားမှန်ပါတယ်နံပါတ်1မှန်ပါတယ်နံပါတ်2ကိုစမ်းတာထောက်မယ် 2、スポーツと科学の関係。 အဲ့တော့အားကစားနဲ့သိပ္ပံပညာရဲ့ခံခေပတ်သက်ဆက်နွယ်မှုအဲ့ဒါတွေတော့မပြောတော့အောင်เนาะပတ်သက်ဆက်နွယ်မှုဘာကြီးပါဆိုပြီးပြောဘူးသူတို့ဘယ်လိုလမ်းညွှန်ပေးလဲဆိုတာပြောတယ်เนาะ 3、今日の練習の内容。 ဒီနေ့လေ့ကျင့်ခန်းရဲ့အကြောင်းအရာနိုင်ရောတွေပြောတော့တာမဟုတ်ပါဘူး 4、子供に合った走り方。 ကလေးတွေအတွက်ကိုင်းညီတဲ့ပြုံးမှုမျိုးနီးပတ်သက်ပြောတော့လည်းမဟုတ်ပါဘူးကလေးတွေကိုသူတို့ဘယ်လိုခံလိုင်းပေးနေဆိုပြောတော့တာပါအဲ့တော့သူတို့ဒီအဓိကကိုကိုယ်တိုင်စဉ်းစားပြီးတော့ပြေးခိုင်းနေဒီသိပ္ပံနေကြနီလန်ပုံစံမျိုးနဲ့ပဲသူတို့ train ပေးတယ်ဆိုတဲ့ပုံစံမျိုးပြောသွားတာဖြစ်တဲ့အတွက်ရှိတိုးရဲ့ရှိခတ်တာပေါ့နော်ဒီလမ်းညွှန်ပုံလမ်းညွှန်နီလန်ပြောသွားဖြစ်တဲ့အတွက်အပြည့်မှန်သည့်အချီဖြစ်ပါတယ်ကြာဆိုရင်မင်းဆိုင်နာလီတီရမယ်လို့ထင်ပါတယ်ဒါဒီမွန်တိုင်းဆန်လေးပြီးပါပြီဒီမှာလည်းခတ်တဲ့စကလုံးလေးပါထားတယ်အဲ့ဒါလေးပြန်ချက်မယ်เนาะဒါဒီ N3 အနေနဲ့တည်တဲ့ကိုတိုးပါတွေပဲဖြစ်ပါတယ်အဲ့တော့ချေရောမွန်တိုင်းယွန်းလေးကိုဆက်သွားမယ်အဲ့တော့မွန်တိုင်းယွန်းလေးသွားမယ်เนาะအဲ့တော့မွန်တိုင်းယွန်းမှာဆိုရင်ကတော့သူကပုံလေးကိုကြည့်ပြီးတော့ဖြည့်ပေးရတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ကျတော့သွားပြီးတော့ကြည့်တဲ့အခါမှာအရင်ဦးဆုံးသူ့ရဲ့ flow ပေါ့နော် flow လေးကဘယ်လိုရင်လာမလဲဆိုအရင်ဦးဆုံးအခြေအနေလေးပြောပါမယ်ပုံလေးကိုလည်းကြည့်အခြေအနေလေးလည်းနားထောင်မယ်မေးပြီးသွားရင်ကမေးခွန်းလာပါပြီမေးခွန်းနေအားလုံးဒီ nan to imas ကဘယ်လိုပြောမလဲဆိုတဲ့မေးခွန်းတွေဖြစ်ပါတယ်မြတ်ထိုးရတဲ့သူဘယ်လိုပြောမလဲကိုမေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်အဖြေ3ခုပါပါမယ်အဲ့ဒီ3ခုတွေကနေတစ်ခုရွေးပြီးရပါပြီရမယ်နော်ခုနလို4ခုတွေကတစ်ခုရွေးပေးရတာမဟုတ်တော့ဘဲနဲ့3ခုတွေကနေတစ်ခုရွေးပေးရပြီရမယ်နော်သူကကြတော့ပု္ပ္ပာက4ပုတ်ပါမယ်တစ်ပုတ်ကို2မှတ်ရပါမယ်ရမယ်နော်ဒါဆိုလို့ရှိရင်ခြေရိုးသွားပြီးတော့ဖြည့်ကြည့်ရအောင် では、始めま ပါ す ပြီ。နော် 1番、休みの間、友達の家に泊めてもらいました。 အဲ့တော့ပိတ်နေတဲ့ဒီနားလိုက်အားလိုက်ရဲ့အတွင်းပေါ့နော်တငယ်ချင်းရဲ့အိမ်မှာတက်ခုပေးတာကိုလက်ခံရရှိခဲ့ပါတယ်တက်ခုခဲ့ပါတယ် 帰るとき、友達の両親に挨拶します。 အဲ့တော့ပြန်တဲ့အခါမှာတငယ်ချင်းရဲ့မိဘတွေကိုနှုတ်ဆက်ပါမယ် 何と言います ဘ か ယ်လိုပြောမလဲအဲ့တော့ကိုကသူ့အိမ်မှာသွားအိတ်တယ်အပြန်ဘယ်လိုပြောမလဲ 1、お世話になりました。お
お世話になりました。继续ဆောက်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့အဖြစ်မှန်နံပါတ်1မှန်ပါတယ်ပြောလို့ရတယ် 2、お邪魔します。 ။အိုဂျာမရှိမတ်စ်ကအတိတ်ပဲဒီနောက်ဆက်ပေးပါတော့မယ်။ဘလို့အချိန်မှာသုံးလဲဆိုရင်တစုံတစ်ယောက်ခန်းထဲဝင်တာပဲဖြစ်ဖြစ်တစုံတစ်ယောက်ရဲ့အိမ်ကိုစပြီးတော့ဝင်တဲ့အချိန်မှာအပြန်မပြောအောင်ပေါ့နော်အသွားဝင်တဲ့အချိန်မှာပြောရပါတယ်။အိုဂျာမရှိမတ်စ်နောက်ဆက်ပေးပါတော့မယ်ဆိုတဲ့ပုံစံ။အဲ့တော့ဒီမှာတော့သုံးလို့မရဘူး။ 3、気をつけて帰ってください。気をつけて帰ってくださいသတိထားပြီးပြန်မှာ queue စိုက်ပြီးပြန်မှာဆိုတော့ပြန်မဲ့သူကသူပြန်ပါလိမ့်နော်အဲ့တော့မှားသွားပါပြီအဖြစ်မှန်သည်နံပါတ်1ပါ2番、カフェで窓側の席が空きました。カフェで窓側の席が空きましたカフェမှာဆိုလို့ရှိရင်ကပဒင်းပေါက်ဘက်အချက်ထိုင်ကုန်ကနေရာလွတ်သွားတယ်席を変われるかどうか聞きたいです。席ကပြောင်းလို့ရလားမရလားဆိုတာကိုမေးချင်ပါတယ် 店員に何と言いますか？ စိုင်ဝင်နှန်းကိုဘယ်လိုမေးမလဲ 1、あの席に変わってもらえますか？あの席に変わってもらえますかအဲ့ဒီထိုင်ကုန်ပြောင်းပေးလို့ရမလား変わってもらえますかအဲ့ဒီပဲဒီဥမာထားပါတော့တိုင်းရင်းဆန်သွားပြီးတော့အဲ့ဒီထိုင်ကုန်သွားပြောင်းထိုင်ပေးလို့ရမလားဆိုတဲ့ပုံစံဖြစ်နေတယ်ငါပြောင်းလို့ရမလားဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘဲနဲ့နင်သွားပြောင်းပါလားဆိုတဲ့ပုံစံဖြစ်နေတဲ့အတွက်နံပါတ်1ကသုံးလို့မရပါဘူး 2、窓側の席に座らないといけませんか？ အဲ့တော့ပရင်းဘောက်ကထိုင်ကုန်မှာမထိုင်လို့မရဘူးလားဟိုကအတင်းလာထိုင်ခိုင်းတဲ့ပုံစံကြီးဖြစ်နေတော့မဟုတ်ပါဘူး 3、あっちの席に移れますか？ အဲ့ဒီဘက်ကထိုင်ကုန်ရွှေ့လို့ရလားဆိုတော့အဖြစ်မှန်သည်နံပါတ်3ဖြစ်ပါတယ်ဥစုရုရဲ့အဓိပ္ပာယ်ဒီရွှေ့တယ်ဆိုတဲ့အဓိပ္ပာယ်ဥစုရဲမတ်စ်ကာဆိုတော့ရွှေ့လို့ရမလားအဲ့ဒီထိုင်ကုန်ကငါရွှေ့လို့ရမလားဆိုတော့မှန်ပါတယ်အဖြစ်မှန်သည်နံပါတ်3ဖြစ်ပါတယ်နောက်အဆိုရင်စမ်းလေးဆက်သွားမယ်3番、靴の紐を結びたいです。靴の紐を結びたいです靴ဖက်နဲ့ရဲ့紐ကျိုးကို結びますけတဲ့အဓိပ္ပာယ်ကခြိတာကိုပြောတာပါ結びますခြိချင်ပါတယ် アイスクリームがあるので結べません。アイスクリームがあるので結べません。アイスクリームရှိနေရဖြစ်တဲ့အတွက်ခြိလို့မရအောင်ဖြစ်နေတယ် 友達に何と言いますか？ ။တကယ်ချင်းကိုဘယ်လိုပြောမလဲ 1、紐結ぼうか？ ။ဒီမို့結ဖို့ကကြိုးခြိပေးရမလား။အမှန်တကယ်ရေခဲမို့ကင်ပေးပါလို့သွားကူညီတောင်းအောင်ငါကြိုးခြိပေးရမလားဆိုကောင်မလေးကိုပြန်မေးတဲ့ပုံဖြစ်နေရဆိုတော့နံပါတ်1မှားသွားပါပြီ 2、これ持っててもらえる？ ။ခရမို့တက်တက်မိုရာရဲ့တို့ဒါကင်ထားပေးမလားဆိုတော့အဖြေသည်နံပါတ်2မှန်ပါတယ် 3、アイスクリームちょっとくれる？ ။ ice cream ကိုချွတ်တော့ခရလို့ ice cream နည်းနည်းလောက်ပေးမလားဆိုတော့လည်းမဟုတ်ပါဘူး။တောင်းစားတယ်လို့ဖြစ်နေနော်အဖြေမှန်သည်နိပါ4番、雨です。課長が傘を持っていません。 ခါချိုမှာထီမပါဘူး 何と言います ဘယ်လို か？ ပြောမလဲ 1、傘、お使いになりませんか？ ခါစာဥစခိုင်းနီနာလီမဆန်ကထီလေးသုံးမလားဆိုတော့သုံးလို့ပြောလို့ရပါတယ်အဖြစ်မှန်နံပါတ်1မှန်ပါတယ်ကိုယ့်ထက်ကြီးတဲ့သူတွေဒါသုံးမလားလို့မေးချင်ဥစခိုင်းနီနာလီမဆန်ကလို့ပြောလို့ရတယ် 2、傘、貸していただけますか？ ခါစတေဒါတကေမတ်စ်ကငါပေးမလားငါ့ကိုငါပေးမလားဆိုတော့မဟုတ်ပါဘူး 3、傘、お預かりしましょうか？ ခါစာသိမ်းထားပေးရမလားဆိုတော့လည်းမဟုတ်ပါဘူးအဖြစ်မှန်သည်အကြည့်ဖြစ်ပါတယ်ဒါဆိုရင်နားလေးတီးရမယ်လို့ထင်ပါတယ်အဲ့တော့ကျတော့မွန်တိုင်းကိုဆက်ပြီးတော့တွားရအောင်အဲ့တော့နားထောင်ရအောင်เนาะမွန်တိုင်းကိုကတော့ဒီချက်ရိုးပုံမှန်ကတော့သူက
ဘာမှရေးထားတာမရှိဘူးပေါ့နော်ကိုယ့်ကိုသွားပြီးတော့အတန်လေးနားထောင်ပြီးတော့ဖြည့်ပြရတဲ့ပို့စာဖြစ်ပါတယ်သူဒီစကားတစ်ခုပြောလိုက်တယ်အဲ့ဒီစကားကိုဘယ်လို reply ပြန်မလဲဆိုတော့ရွေးပေးရဖြစ်ပါတယ်ဥပမာအဖြစ် A ကစကားတစ်ခွန်းပြောလိုက်မယ်အဲ့တော့ B ကဘယ်လို reply မျိုးပြန်တင်လဲပေါ့သုံးခုပေးထားမယ်သုံးခုတွေကနေပြီးတော့အသင့်တော်ဆုံးတစ်ခုကိုရွေးချယ်ပေးရပါတယ်အဲ့တော့သွားပြီးတော့ကြည့်ကြည့်ရအောင်နော်では、始めます。1番、山田くん、ポケットから財布が落ちそうだよ。山田ခွန်ကြီးအိတ်ထဲကနေပြီးတော့စိုက်ဖူကအိုချီဆိုးတာရောပတ်ဆိုင်ထွက်ကြတော့မယ်1、本当だ。ありがとう。ဟာဟွန်ဒိုတာအတကယ်ပါပဲလားကျေးဇူးပါဆိုတော့အပြည့်မှန်သည်နံပါတ်1မှန်ပါတယ်2、落としたの気づかなかった。အဲ့တော့ auto star ကိုပြုတ်ကျသွားတာတတိမထားမိဘူးကိစခနာခတ်တာဆိုတော့မဟုတ်ပါဘူးပြုတ်ကျခံနေပဲဖြစ်နေရနော်3、財布、なくしたの？ပတ်ဆိုင်ပြောက်သွားလို့လားဆိုတော့မဟုတ်ပါဘူး2番、ヤンさん、レポート、まだ出してませんよね。ရန်ဆန် report တော့မတာဒါしてませんよねရန်ဆန်ကြီး report မထည့်ရသေးဘူးနော်今日中に持ってくるようにね。今日中に持ってくるようにね持ってくるようにအဓိပ္ပာယ်က持ってきてくださいလို့ပြောလိုက်တာနည်းနည်းလေးအမိန်ဆန်တယ်သူကပြောထားတာ持ってくるようにねယူလာဖြစ်အောင်လုပ်ပါဆိုပြီးပြောလိုက်တာ持ってきてくださいလို့ပြောလိုက်တာပါရန်ဆန်ကပြောမလဲ1、では、明日出せばいいですか？မနေ့ပြန်တင်ရလားဆိုတော့ဒီနေ့ယူလာခဲ့ပါဆိုတာကိုမနေ့ပြန်တင်ရလားဆိုတော့မှားသွားပြီ2、今日、必ず出します。ဒီနေ့မဖြစ်မနေတင်ပေးပါမယ်ဆိုတော့အဖြစ်မှန်နံပါတ်2မှန်ပါတယ်3、今日は出さなくてもいいんですね。ဒီနေ့မတင်လည်းပဲရတယ်နော်ဆိုတော့မှားသွားပြီ3番、明日の卒業式。いい天気だといいね。မနေ့ပြန်ကြောင်စင်ပွဲအခမ်းအနားရာသီဥတုကောင်းရင်ကောင်းမှာပဲ1、晴れるの？よかった。နေတာမှာလားကောင်းလိုက်တာဆိုတော့မဟုတ်ပါဘူးဟိုဘက်ကဆူတောင်းနေရနော်မနေ့ပြန်နေတာကောင်းမှာပဲဆူတောင်းနေတာပါ2、晴れてほしいよね。နေတာစီခြင်းနဲ့နော်တာယာစီခြင်းနဲ့နော်ဆိုတော့မှန်ပါတယ်3、晴れない方がいいの？နေမတာတာကောင်းတာလားဆိုတော့မဟုတ်ပါဘူးပယ်လိုက်ပြီ4番、森さんの結婚祝い。先輩たちで買われるんですよね。မိုလီဆန်ရဲ့ခေခွန်အိုယိုင်မိုလီဆန်ရဲ့မင်္ဂလာဆောင်လက်ဖွဲ့ကိုစံပိုင်းတက်ချီတဲ့ခါဝရဲတွန်းですねအဲ့တော့စီနီယာတွေစုပြီးတော့ဝယ်မှာနော်私も参加させてください。ငါ့ကိုလည်းပါဝင်ခွင့်ပြုပါ 1、買いたくないんだね。မဝယ်ခြင်းဘူးနော်ဆိုတော့မဟုတ်ပါဘူး2、僕が参加するの？ငါပါဝင်ရမှာလားဆိုတော့မဟုတ်ပါဘူး3、ああ、ぜひ一緒に。じゃあぜひ一緒にဒါဆိုကျင်းစီပါအတူတူတော့ဝယ်ကြမယ်အတူတူပါပါမယ်အတူတူလုပ်ပါမယ်ဆိုတော့အပြည့်မှန်သည်နံပါတ်3ပါ5番、先輩、僕、テニス部をやめようかと思ってるんです。先輩ကြီး僕ကျွန်တော်တင်းနစ်စုဘူးရမယ်ရော့ကတ်တော့思ってるんですတင်းနစ်ကစားတာကိုရက်လိုက်ရင်ကောင်းတော့မလားရက်လိုက်တော့ရင်ကောင်းမလားလို့တွေးနေပါတယ် 1、続けることにしたんだね。အဲ့တော့ဆက်လုပ်ဖို့ဖြစ်သွားတယ်နော်ဆိုတော့မဟုတ်ပါဘူး 2、やめちゃったの？ရမယ်ချက်တာလို့နားလိုက်ပြီလားဆိုတော့မဟုတ်ပါဘူး 3、何かあったの？တခုခုရှိခဲ့လို့လားဘာဖြစ်လို့လဲဆိုတော့အပြည့်မှန်သည်နံပါတ်3ပါ6番、あれ？課長は？課長は中野さん。課長が今どちらにいらっしゃるか知ってる？
中野さんရေခါချောခုပမာရှိလဲသိလား 1、あ、さっき出かけられましたけど、さっき出かけられましたけどခုနကပဲပြင်ထွက်သွားတယ်ဆိုတော့အပြင်မှာနံပါတ်1မှန်ပါတယ် 2、課長は知らないと思いますよ。 ခါချောကမသိလောက်ဘူးလို့ထင်တယ်ဆိုတော့မဟုတ်ပါဘူး 3、どちらでも良さそうです。 ဘယ်ဘက်ပဲဖြစ်ဖြစ်ကောင်းမဲ့ပုံမဲ့ဆိုတော့မဟုတ်ပါဘူး 7番。明日の試合、心配だな。 လက်ပြန်ပြန်ပွဲစစ်ပူလိုက်တာ 僕、試合のたびに緊張でお腹が痛くなるんだ。 ငါပြန်ပွဲရှိတိုင်းမှာစိတ်လှရှာပြီးတော့ဘိုက်အောင်နေ 1、初めてなの？ ပထမဦးဆုံးလား それは緊張するね。 အဲ့ဒါစိတ်လှရှာစရာကောင်းတယ်နော်ဆိုတော့မဟုတ်ပါဘူးသူတာဘီနီလို့ပြောထားဖြစ်တဲ့အတွက်ငါပြန်ပွဲရှိတိုင်းမှာဘိုက်အောင်နေလို့ပြောပထမဦးဆုံးလားဆိုတော့မဟုတ်တော့ဘူးနော် 2、今まで1回だけだったんでしょ？ အခုချိန်ဒီတစ်ခေါက်ပဲမလားဆိုတော့လည်းမဟုတ်ပါဘူး 大丈夫だよ。 3、そっか、毎回なんだ。大変だね。 စုကမိုင်းကိုင်းနန်းတာထိုင်ဟန်တာနဲ့ခောက်တိုင်းဖြစ်တာလားပြင်မလိုက်တာနော်ဆိုတော့ဒီမှာဒီနံပါတ်3ပါဒါနှစ်ခုပဲကြံပါတော့တယ် 8番。資料に載せるグラフの作り方、もう一度教えていただいてもいいでしょうか？ အဲ့တော့ရှီလီယိုနီနိုဆယ်ရူဒီစာရွက်စာတွေမှာတင်ကားတဲ့ graph の作り方 graph ကပြုလုပ်ပုံပြုလုပ်နည်းကိုမိုးကြီးတို့အရှိတဲ့ data က mask ကနောက်ချိန်လောက်ပြပြပေးပါလား 1、私が作るんですか？ ငါလုပ်ပေးရမှာလားဆိုတော့မဟုတ်ပါဘူးငါလုပ်ရမှာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်နေတော့မဟုတ်ဘူးသင်ပေးဖို့ပြောနေတာ 2、教えていただけますか？ သင်ပေးလို့ရမလားပြန်မေးနေတော့မဟုတ်ဘူး 3、ああ、難しかったですか？ ဟာခတ်သွားတာလားဆိုတော့အဖြစ်မှန်ဒီနံပါတ်3မှန်ပါတယ်နားမလည်လို့ပြန်မေးတယ်ပေါ့နော်じゃあနောက်ဆုံးတစ်ခု 9番。この洗濯機、買って20年でしょ？ ဒီစန်တာကုကီဆိုတော့ဒီအဝတ်ရှော့ဆက်ကဝယ်ပြီးတော့20လောက်ကြာပြီမလား いつ壊れてもおかしくないよね。いつ壊れてもおかしくないよねဘယ်တော့ပဲထားပြပြပေါ့နော်မထူးဆန်းတော့ဘူးဘာလို့20လောက်ရှိနေပြီလို့ 1、いつ壊れたの？ ဘယ်တော့ပြတ်သွားလဲဆိုတော့မဟုတ်ပါဘူးဘယ်တော့ပြတ်သွားမထူးဆန်းတော့ဘူးလို့ပြောနေတာ 2、よく壊れないで動いてるよね。 အဲ့တော့မပြတ်ဖ ೇನೆ ကောင်းကောင်းအလုပ်လုပ်နေရတော့ဆိုတော့မှန်ပါတယ်20လောက်ရှိနေဟုတ်တယ်လုပ်နေတော့ 3、とうとう壊れちゃったんだね。 နောက်ဆုံးတော့ပြတ်သွားတာပဲเนาะဆိုတော့မဟုတ်ပါဘူးအဖြစ်မှန်ကြီးဖြစ်ပါတယ်ကြာဆိုရင်မင်းဆက်နားလေးထိရမယ်လို့ထင်ပါတယ်အဲ့တော့ဒီ share listening တွေကတော့ပုံမှန်အမြဲပြောနေကြအတိုင်းပဲမများနားထောင်မှုလိုပါတယ်ကို listening အားနဲ့လီပိုနားထောင်ရလိမ့်မယ်เนาะချို့တွေကြတော့အားနဲ့တယ်ဆိုပြီးတော့နားမထောင်မပြစ်ထားတာရှိတယ်အဲ့လိုမလုပ်ပါနဲ့မများနားထောင်ပါတစ်ခေါက်နဲ့နားမလဲနှစ်ခေါက်နားထောင်နှစ်ခေါက်နဲ့နားမလဲသုံးခေါက်နားထောင်စသဖြင့်များလေးနားထောင်ပြီးပါထွက်လာတဲ့ကိုသူဘအသက်ကလေးတွေမှတ်ပါရမယ်နော်ဘာကြောင့်ဒီဖြေရွေးလိုက်လဲဘာကြောင့်ဒီဖြေမဟုတ်လဲသေချာတိမှနားလေသွားပြီလို့မှတ်ပါနားထောင်ပြီးသွားတယ်မပြီးသွားအောင်နော်ကြာဆိုရင်皆さんနားလေးထိရမယ်လို့ထင်ပါတယ်ဒီချက်ဒီဗီဒီယိုလေးကိုဒီမှာနေမဲ့ရပ်ပါမယ်皆さんお疲れ様でしたバイバイ